တဲ့အစမှာတော့ကျောင်းသူလေးတယောက်ကိုစီနီယာအမကြီးတွေကနှမ်းခေါ်နေခဲ့ပြီးအဲ့အချိန်အဆောင်မှုကပျောက်သွားတဲ့အတွက်ကာမီနာလည်းလိုက်ရှာနေခဲ့ရပါတယ်။အမတွေကတော့ကာမီနာကိုမရှာတော့ဖို့ပြောလိုက်ပေမဲ့ကောင်မလေးကအဆောင်မှုနဲ့ခင်ကျင်တဲ့အတွက်သွားရှာဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလိုနဲ့အနီးအနားမှာပြေးရှောင်လိုက်ပေမဲ့မတွေ့တဲ့အတွက်စားတောက်ဆိုင်တန်းတွေရှိရာကိုရောက်သွားခဲ့တယ်။တစ်ဖက်ကအဆောင်မှုအီပိုတာကတော့ဆိုင်တဆိုင်မှာအရက်ဝယ်ဖို့မေးလိုက်ပေမဲ့ဆန်ရှင်ကကောင်မလေးရဲ့မျက်နှာကအရမ်းငယ်နေတဲ့အတွက်အန်တီကိုတောင်စစ်ဆေးနေခဲ့တာပါ။အဲ့ဒီလိုနဲ့အီဘိုတာလည်းတောက်ကျတဲ့နေရာနားမှာတယောက်တည်းအရက်တောက်နေခဲ့ပြီးအဲ့အချိန်ကာမီနာကအဆောင်မှုကိုရှာတွေ့သွားခဲ့တယ်။ကာမီနာကိုမြင်သွားတဲ့အဆောင်မှုကအရမ်းလန့်သွားတာကြောင့်ကြိုထိုးသွားခဲ့ပြီးကာမီနာကတော့တယောက်တည်းတောက်နေတဲ့ပုံစံကအရမ်းမိုက်တယ်လို့ပြောပြလိုက်တယ်။ပြီးတော့သူမလည်းတောက်ချင်တဲ့အတွက်စမ်းတောက်ကြည့်ရင်ကောင်းမလားလို့ပြောနေခဲ့ပြီးအီဗိုတာကတော့တောက်ဖို့အတွက်အသက်ပြည့်ပြီလားလို့မေးချလိုက်တယ်။ဒါကြောင့်ကာမီနာလည်းသူမကတက္ကသိုလ်ပထမနှစ်တက်နေတဲ့အပြင်အသက်20ပြည့်တော့မှဖြစ်ပြီးအရက်ကိုလုံးဝမတောက်ဘူးတာကြောင့်အရက်တန်ခံနိုင်စွမ်းကိုတော့မသိဘူးလို့ဖြေလိုက်တယ်။ဒါကိုကြားတော့အီဗိုတာလည်းသူမကအတော်တောက်ချင်နေတဲ့ထင်ပြီးကြံတဲ့ခွက်တော့ဝက်ကိုကမ်းပစ်လိုက်တယ်။ပြီးတော့ဒါကတွဲဝိုင်းအနှမ်းဖြစ်တဲ့အတွက်အဆင်ပြေလားလို့ပါမေးလိုက်တယ်။ကီမီနာကတော့စိတ်ထဲမချတဲ့အတွက်တခါတည်းတောက်ချလိုက်တဲ့အပြင်အရန်ကောင်းတယ်လို့ပြောပြီးကြိုထိုးနေတော့တာပါအဲ့အပြင်ကာမီနာကဒီလိုအရသာရှိတဲ့အရေးကိုအဆောင်မှုကတယောက်တည်းတောက်နေတဲ့အတွက်မတရားဘူးလို့ပြောလိုက်ပြီးအကြည့်ချင်းဆုံလိုက်ရင်အဆောင်မှုကိုချစ်စရာလေးလို့ပြောချလိုက်တယ်ပြီးတာနဲ့ခုနကအရန်ကောင်းတယ်ဆိုတာကအရက်ကိုပြောတာမဟုတ်ပဲအဆောင်မှုကိုပြောတာပါလို့ပြောလိုက်တော့အီဘိုတာလည်းလန့်သွားခဲ့ပြီးအဆောင်ပြန်ဖို့ကိုဆွဲခေါ်သွားလိုက်ရတယ်တကယ်တော့အီဘိုတာကအရက်တောက်ရင်တယောက်တည်းတောက်တတ်ပေမဲ့အခုချိန်မှာတော့ကာမီနာနဲ့အတူတူတောက်ချင်နေခဲ့ပါတယ်။အဲဒီလိုနဲ့အဆောင်ကိုရောက်လာခဲ့ကြပြီးကာမီနာကအီဘိုတာကိုသူနဲ့အတူတူလက်ဖက်ရည်တောက်ဖို့ဖိတ်ခေါ်လိုက်တာကြောင့်ကာမလေးလည်းလက်ခံလိုက်ရတယ်။ဒါပေမဲ့ကာမီနာရဲ့အခန်းကရှုပ်ပွနေတဲ့အတွက်အီဘိုတာကိုအခန်းရှိမှစောင့်နေဖို့ပြောလိုက်ပြီးအခန်းထဲကိုချောင်းမကြည့်ဖို့ကိုလည်းအချိန်ချင်းမှာနေခဲ့ရတယ်။ဒါပေမဲ့အီဘိုတာကထွက်သွားခဲ့ပြီးအခန်းထဲမှာကာမီနာကတော့ရှုပ်ထားတာတွေကိုအတော့ကိုပြန်ရှင်းနေခဲ့ရတယ်။ပြီးတာနဲ့အီဘိုတာကိုခေါ်လိုက်ပေမဲ့ကောင်မလေးရဲ့လက်ထဲမှာဝိုင်းတွေရှိနေတာကြောင့်ကာမီနာလည်းလန့်သွားခဲ့တယ်။အဲဒီလိုနဲ့နှစ်ယောက်သားခွက်ချင်းတိုက်လိုက်ပြီးအီဘိုတာကတော့ကောင်မလေးရဲ့အခန်းကအရန်လှတဲ့အကြောင်းပြောနေခဲ့တယ်။ဒါကြောင့်ကာမီနာလည်းရှက်သွားခဲ့ပြီးစကားတွေထစ်ကုန်တာကြောင့်ဝိုင်းတွေအကြောင်းကိုတီးထားသလောက်ရှောက်ပြောနေခဲ့တယ်။ဂျာကိုရိမ့်မိတဲ့အီဘိုတာကဝိုင်းဆိုတာလူတစ်ယောက်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးအရသာပြောင်းတက်ကြောင်းရှင်းပြလိုက်တော့ကောင်မလေးလည်းသဘောပေါက်သွားခဲ့တယ်။ဒါကြောင့်ကာမီနာလည်းသူမရတဲ့ဝိုင်းရဲ့အရသာကအဆောင်မှုရဲ့အရသာနဲ့မတူတဲ့အတွက်အီဘိုတာလိုအရသာမျိုးရချင်ကြောင်းပြောပြလိုက်တယ်။ပြီးတော့အီဘိုတာရဲ့ရှာကိုခန်းစားကြည့်ချင်တယ်လို့ပြောချလိုက်တော့အဆောင်မှုလည်းလန့်သွားခဲ့ပြီးတကယ်တော့ကာမီနာကအီဘိုတာရဲ့ရှာကဝိုင်းတွေကိုခန်းစားတတ်တဲ့အတွက်အားကျနေခဲ့တာပါ။ဒါကိုကြားတဲ့အီဘိုတာလည်းကာမီနာတယောက်အရက်ဝင်သွားရင်တခြားပုံစံပြောင်းသွားတတ်တဲ့အကြောင်းကိုသိသွားခဲ့တယ်။အဲဒီလိုနဲ့အီဘိုတာရဲ့ဘဝမှာတော့ကာမီနာကပထမဆုံးအရက်သောက်ဖို့တောက်ဖက်ဖြစ်လာခဲ့တယ်။အဲဒီလိုနဲ့ညဘက်မှာတော့အဆောင်ကိုဂူချီရိုတယောက်ပြန်ရောက်လာခဲ့ပြီးအဲ့အချိန်အဆောင်မှုကလည်းပြန်ဖို့လုပ်နေတာတွေကိုတွေ့သွားခဲ့တယ်။နောက်ရက်မှာတော့ကာမီနာတယောက်အိမ်စာတွေလုပ်နေတုန်းဂူချီရိုကရောက်လာခဲ့ပြီးဘာသချင်းတွေနားထောင်နေရလဲလို့မေးလိုက်တယ်။တကယ်တော့ကာမီနာကစာရီနားမလဲတာကြောင့်အခက်တွေ့နေခဲ့ပြီးဒါကိုသိတဲ့ဂူချီရိုကလည်းကူညီပေးဖို့ကြိုးစားလိုက်တာပါ။တကယ်တော့ဂူချီရိုကဘွဲလွန်ကျောင်းသူဖြစ်တဲ့အတွက်ကာမီနာရဲ့စီနီယာလည်းဖြစ်တဲ့အပြင်အဆောင်မှာလည်းအတူတူနေကြတာပါ။ပြီးတော့ဂူချီရိုကကာမီနာကိုဘယ်မေဂျာယူထားလဲလို့မေးနေခဲ့ပြီးကာမီနာကလည်းစီးပွားရေးမေဂျာယူထားကြောင်းပြောပြလိုက်တယ်။ဂူချီရိုလည်းကာမီနာကအီဘိုတာနဲ့မေဂျာအတူတူဖြစ်ကြောင်းပြောပြလိုက်ပြီးကာမီနာကအီဘိုတာအတွက်တော့ထူးခြားတဲ့ကောင်မလေးဖြစ်နိုင်တယ်လို့ပါပြောနေခဲ့တယ်။အဲ့ဒီလိုနဲ့ကာမီနာကဂူချီရိုတယောက်စိလိတ်တောက်တဲ့ပုံစံကအရန်လှတယ်လို့ပြောချလိုက်တယ်။ဒါကြောင့်ဂူချီရိုလည်းကာမီနာကိုအတက်ကောင်းတွေတင်ပေးနေတယ်လို့ဖြစ်နေတဲ့အတွက်မီးတက်လိုက်ပြီးတော့အိမ်စာတွေပြီးသွားရင်သူနဲ့အတူတူနေပေးဖို့တောင်းဆိုလိုက်တယ်။အဲဒီလိုနဲ့နှစ်ယောက်သားရုပ်ရှင်အတူတူကြည့်ဖို့အတွက်နားနေခန်းထဲကိုရောက်လာခဲ့ကြတယ်။အဲ့အချိန်ကာမီနာကနားနေခန်းထဲမှာအရက်စင်ကိုတွေ့သွားတဲ့အတွက်အရန်ပျော်နေခဲ့ပြီးဂူချီရိုကတော့ဒီစင်ကြီးကအီဘိုတာပိုင်နာဖြစ်ကြောင်းကိုပါရှင်းပြလိုက်တယ်။ဒါကိုကြားတဲ့ကာမီနာလည်းအံ့ဩသွားခဲ့ပြီးဂူချီရိုကတော့ကောင်မလေးကိုပြောစေချင်တဲ့အတွက်သူမရဲ့စာကေးတွေကိုထုတ်တိုင်းလိုက်တယ်။အဲဒီလိုနဲ့ကာမီနာလည်းစာကေးကိုအရန်ကြိုက်သွားခဲ့ပြီးဂူချီရိုကတော့စာကေးကိုအီဘိုတာနဲ့အတူတူတောက်ချင်နေခဲ့တာပါ
အဲဒီနောက်မှာတော့နှစ်ယောက်သားမူးနေခဲ့ကြပြီးကူဂျီတို့ကသူမကအီဂိုတာနဲ့နှစ်ယောက်တည်းသောက်ချင်တဲ့အကြောင်းတွေကိုပါထုတ်ပြောမိသွားတယ်။ဒါကိုကြားတဲ့ကာမီနာလည်းကူဂျီတို့ကအဆောင်မှုကိုသဘောကျနေတာလားလို့မေးလိုက်တော့ကောင်မလေးလည်းရှက်သားခဲ့ပြီးရောက်တဲ့ရရာတွေရှောက်ဖြေလိုက်ရတယ်။နောက်ရက်မှာတော့ကူဂျီတို့တယောက်စိတ်တက်ကြနေခဲ့ပြီးတယောက်တည်းတောက်နေတဲ့အချိန်ကာမီနာကရောက်လာခဲ့တယ်။ဒါကြောင့်နှစ်ယောက်သားအပြင်ဘက်ကအရက်ဆိုင်ကိုသွားလိုက်ကြပြီးကူဂျီတို့ကတော့ဆိုင်ထဲကိုမိန်းကလေးတယောက်ထဲလာရမှာတမျိုးကြီးဖြစ်နေတဲ့အတွက်ကာမီနာကိုအဖော်လိုက်ခိုင်းခဲ့တာပါ။ဒါကိုကြားတော့ကာမီနာလည်းအဆောင်မှုကိုဖိတ်ဖို့ပြောလိုက်ပြီးတကယ်တော့ကူဂျီတို့ကအရင်တုန်းကတခါဖိတ်ခေါ်ခဲ့ပေမဲ့အီဘိုတာကမလိုက်ခဲ့ပါဘူး။အဲ့အချိန်ကာမီနာကသူမနဲ့အီဘိုတာနှစ်ယောက်တည်းအတူတူရှောက်သွားမှုတဲ့အကြောင်းတွေပါပြပြလိုက်တော့ကူဂျီတို့လည်းစိတ်မကောင်းဖြစ်သွားခဲ့တယ်။ဒါကြောင့်ကူဂျီတို့ကအနာဂတ်မှာအီဘိုတာနဲ့လုံးသမျှအကြောင်းတွေသူမကိုအားလုံးပြန်ပြောပြဖို့ကိုမှာထားလိုက်တယ်။အဲကြီးလိုနဲ့ကူဂျီတို့လည်းအီဘိုတာကြိုက်လောက်မဲ့အရက်အမျိုးအစားကိုရွေးနေခဲ့ပြီးတကယ်တော့နှစ်ယောက်စလုံးကအရက်အကြောင်းတွေကိုသိမသိကြပါဘူး။ဒါကြောင့်ဆိုင်ထဲပတ်ကြည့်လိုက်ကြပြီးကာမီနာကတော့ဆိုဂျူးကိုစမ်းကြည့်ဖို့အတွက်ပြောလာခဲ့တယ်။ဒါကိုကြားတဲ့ဆိုင်ရှင်ကဆိုင်ထဲမှာအရက်စမ်းတောက်ခွင့်ပေးထားကြောင်းပြလိုက်တော့နှစ်ယောက်စလုံးလည်းစမ်းတောက်ကြည့်လိုက်ကြတယ်။အဲ့အချိန်ဆိုဂျူးကကစိုးအရသာနဲ့တူနေတဲ့အတွက်ကာမီနာလည်းအဆောင်မှုကြိုက်လောက်မယ်ထင်ပြီးဝဲချသွားဖို့ကြံပေးလိုက်တယ်။ဒါပေမဲ့ဆိုင်ထဲကအထွက်မှာတော့ကာမီနာကစုံတွဲခွက်ကိုဝဲပြီးအတူတူတောက်ကြဖို့ပြောလိုက်တာကြောင့်ကောင်မလေးလည်းရှက်သွားခဲ့တယ်။နောက်ရက်မှာတော့အာကိန်းနဲ့ရီကာနှစ်ယောက်သားစကားများနေခဲ့ကြပြီးဒါကိုအီဘိုတာတို့လည်းတွေ့သွားခဲ့တယ်။ရီကာကတော့အာကိန်းကိုထားခဲ့ပြီးအဆောင်မှုရဲ့လက်ကိုဆွဲသွားပြီးအပြင်ကိုအတူတူလိုက်ခဲ့ဖို့ခေါ်သွားခဲ့တယ်။ဒါကြောင့်ကာမီနာလည်းနောက်ကနေပြေးလိုက်သွားပြီးအဲ့အချိန်အာကိန်းကတော့စိတ်မကောင်းဖြစ်ပြီးကြံရစ်ခဲ့တယ်။အဲနောက်မှာတော့ရီကာတို့၃ယောက်သားနာဂါတိုရိုကိုရောက်လာခဲ့ကြပြီးပန်းချန်နဲ့ဝင်မှုလုပ်လိုက်ကြပေမဲ့ရီကာကလက်မှတ်ကြိုမဝယ်ထားတာကြောင့်ဝင်ခွင့်မရခဲ့ပါဘူး။ဒါကြောင့်၃ယောက်စလုံးလည်းမြို့တဲကိုပတ်သွားနေခဲ့ရပြီးအီဘိုတာကတော့အရက်ဆိုင်ကိုတွင်းလိုက်ပေမဲ့ရီကာရှိနေတဲ့အတွက်တောက်ချင်စိတ်တွေကိုအောင်းချခဲ့ရတယ်။ဒါပေမဲ့တွာလာနေရင်ရီကာကလမ်းထဲမှာအရက်ခိုးဝယ်လာတာကြောင့်အလုံးတောက်ကြဖို့အခြေအနေတွေဖြစ်လာခဲ့ပေမဲ့အီဘိုတာကတော့လုံးဝကိုမတောက်ခဲ့ပါဘူး။အဲ့ဒီလိုနဲ့ကာမီနာလည်းရီကာကိုအာကိန်းနဲ့အရန်ခင်လာလို့မေးကြည့်လိုက်တော့ရီကာကသူမတို့နှစ်ယောက်ကငငယ်လေးကအတူတူရှိလာကြောင်းတွေကိုပြပြလိုက်တယ်။တကယ်တော့အာကိန်းကစိုက်ကယ်မောင်းလက်စင်ရောက်သွားတာကြောင့်ရီကာကိုနောက်ကနေလိုက်စီးဖို့ခေါ်ခဲ့ပေမဲ့ရီကာကငင်းချလိုက်တာကြောင့်စကားများခဲ့ရတာပါ။ကာမီနာလည်းတခုခုကိုရိပ်မိသွားခဲ့ပြီးတကယ်တော့စိုက်ကယ်ကိုလူနှစ်ယောက်စီးဖို့ဆိုတာလိုင်စင်ရပြီးတစ်နှစ်အကြာမှခွင့်ပြုပေးရပါ။ဒါကိုကြားတဲ့ရီကာလည်းစိတ်မကောင်းဖြစ်သွားခဲ့ပြီးအာကိန်းကိုနောက်နှစ်ကျရင်အတူတူသွားကြဖို့နဲ့မနက်ကကိစ္စအတွက်တောင်းပန်ကြောင်းစာပို့လိုက်တယ်။အဲနောက်မှာတော့ရီကာကတခုခုသွားစားဖို့ပြောနေခဲ့ပြီးကာမီနာကတော့အီဘိုတာနာကိုတိုးတိုးလေးကပ်ပြီးနောက်နှစ်ကျရင်နှစ်ယောက်တည်းအတူတူထပ်လာခြင်းကြောင်းပြောချလိုက်တယ်။ဒါကြောင့်အီဘိုတာလည်းအတော်လေးရှက်သွားခဲ့ပြီးမသိစိတ်ကသူမရဲ့နှစ်ယောက်ကိုပဲထိနေမိခဲ့တယ်။အဲ့လိုနဲ့နောက်ရက်မှာတော့အီဘိုတာတို့နှစ်ယောက်သားကျောင်းရှိမှထိုင်နေကြတော့ကာမီနာကအဝေါ်အစားဝယ်ခြင်းကြောင်းပြောလာခဲ့တယ်။ဒါကြောင့်အီဘိုတာလည်းတောဝယ်ဖို့ပြောလိုက်ပေမဲ့ကောင်မလေးကအတူတူသွားကျင်တဲ့အတွက်အီဘိုတာရဲ့ရှေ့မှာချစ်စရာကောင်းတဲ့အမူအရာလေးတွေလုပ်ပြနေခဲ့တယ်။နောက်ဆုံးမှာတော့အီဘိုတာလည်းလိုက်လာခဲ့ရပြီးကာမီနာကတော့အတော်လေးကိုပျော်နေတော့တာပါ။အဲ့လိုနဲ့အဝတ်ဝယ်ဖို့ရှောက်သွားလိုက်ပေမဲ့အရက်ပလင်းတွေရှိတဲ့ဆိုင်ကိုတွေ့သွားခဲ့တယ်။ဒါပေမဲ့အထဲမှာတော့အဝတ်ဆိုင်မှာတွဲဖွင့်ထားတာဖြစ်တဲ့အတွက်နှစ်ယောက်စလုံးရဲ့အကြိုက်နဲ့လည်းကြိုက်သွားခဲ့တယ်။တကယ်တော့ဆိုင်ရှင်နဲ့အီဘိုတာကအသည့်တွေဖြစ်နေခဲ့ပြီးဆိုင်ရှင်ကတော့အီဘိုတာတယောက်ကောင်မလေးခေါ်လာတာပထမဆုံးဖြစ်တဲ့အတွက်ဆက်ဆုနေတော့တာပါ။အဲ့အချိန်ကာမီနာကလည်းဝတ်စုံအသစ်နဲ့ထပ်ချလာချိန်မှာတော့အီဘိုတာလည်းအရန်အော်သွားခဲ့ရပြီးငေးကြည့်နေခဲ့ရပါတယ်။ကာမီနာကတော့အီဘိုတာနဲ့လိုက်ဖက်မဲ့အဝတ်တွေကိုပါလဲဝတ်ခိုင်းခဲ့တယ်။ဒီအချိန်မှာတော့အီဘိုတာရဲ့ပုံစံလေးကိုကာမီနာကကြွေသွားခဲ့တာဖြစ်ပြီးအဲ့အချိန်ဆိုင်ရှင်ကလည်းငကအသစ်တင်ရန်ကိုပြပေးလာခဲ့တယ်။ဒါပေမဲ့နှစ်ယောက်စလုံးမှာနှစ်ပေါင်းမရှိတာကြောင့်ကာမီနာကအီဘိုတာရဲ့နားကိုသူမကိုဖောက်ခွင့်ပေးဖို့တောင်းဆိုလာခဲ့တယ်။ဒါကိုကြားတော့အီဘိုတာလည်းလန်သွားခဲ့ပေမဲ့ကာမီနာရဲ့ကြည်ကြမှုကချစ်စရာကောင်းနေတာကြောင့်စန္ဒကိုလိုက်ရောက်ခွင့်ပြုပေးလိုက်ရင်ဇလန်းလေးကတခန့်ရက်သွားခဲ့ပါတယ်။အပိုင်းနှစ်ရဲ့အစမှာတော့မိုးတွေတဲနေတဲ့ညမှာမိုးချင်းတန်တွေကြောင့်ကာမီနာကအရန်ကြောက်နေခဲ့ပြီးတော့တယောက်တည်းအိတ်လို့မရဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်အဆောင်မှုအီဘိုတာရဲ့အခန်းစီသွားပြီးတော့သူမကိုခေါ်လိုက်ပေမဲ့အီဘိုတာကတော်တော်နဲ့ပြန်မဖြေခဲ့ပါဘူး။ဒါပေမဲ့ခဏလောက်နေတော့အီဘိုတာကအပြင်ကနေရောက်ချလာပြီးတော့သူမရဲ့ပုံစံကလည်းတော်တော်လေးကြောက်နေခဲ့ပါတယ်။အဲဒါကဘာလို့လဲဆိုတော့အီဘိုတာရဲ့အခန်းထဲမှာရေပိုးကောင်ကရှိနေတဲ့အတွက်ကောင်မလေးကအခန်းထဲကိုမဝင်ရဲဖြစ်နေခဲ့တာပါ
ပြီးတော့အခန်းထဲမှာလည်းပိုးသက်စီရီဖျန်းထားတဲ့အတွက်ဒီညမှာတော့အခန်းထဲမှာအိမ်လို့မရဘူးလို့ကာမီနာကိုပြောလိုက်ပါတယ်။ဒါကိုကြားတော့ကာမီနာကလည်းလန့်သွားခဲ့ပြီးအဲ့ဒီအချိန်မိုးကလည်းပိုတဲလာတာကြောင့်နှစ်ယောက်စလုံးကလည်းအရန်ကြောက်သွားခဲ့ပြီးတော့တယောက်ရဲ့လက်ကိုတယောက်ကင်ထားလိုက်ကြပါတယ်။ပြီးတာနဲ့ကာမီနာကဒီညအတူတူအိတ်လို့ရလားလို့မေးလိုက်တော့အီဘိုတာလည်းလက်ခံလိုက်ပေမဲ့အပြန်အလှန်အနေနဲ့တခုခုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲဒီနောက်မှာတော့အီဘိုတာကသူမရဲ့အခန်းကိုပြန်လို့မရတဲ့အတွက်ကာမီနာရဲ့ညအိတ်ဝတ်စုံကိုငှားဝတ်လိုက်ပြီးတော့ကာမီနာကိုလည်းကျေးဇူးတင်ကြောင်းတွေပြောနေခဲ့ရင်သူမရဲ့အနံ့လေးတွေဆွဲနေတဲ့အင်ဂျီလေးကိုလည်းမှုမွေးပေးနေခဲ့ပါတယ်။တကယ်တော့အဆောင်မှာကသူမတို့နှစ်ယောက်ပဲရှိနေခဲ့ပြီးတော့ကြံတဲ့လူတွေကပွဲတစ်ခုရှိတဲ့အတွက်အဆောင်ကိုပြန်မလာခဲ့ကြပါဘူး။အဲ့ဒီအချိန်မိုးတွေချိန်လိုက်တာကြောင့်ကာမီနာကလည်းလန့်သွားခဲ့ပြီးတော့ဟီပိုတာကလည်းမကြောက်ဖို့ပြောနေခဲ့ပါတယ်။တကယ်တော့ကာမီနာကလေးဘွားမှာတုန်းကရေကူးတင်တဲ့တစ်ခုကလုပ်တဲ့ဆမ်းမကန့်မှာမိုးတွေတဲနေတော့တယောက်တည်းအိတ်ခဲ့ရဖူးပါတယ်။အဲ့ဒီအချိန်ကစားလို့ trauma ရသွားတာဖြစ်ပြီးတော့အီဘိုတာကတော့ကာမီနာနဲ့နှစ်ယောက်တည်းဆမ်းမကန့်သွားကျင်နေခဲ့ပါတယ်။ကာမီနာကလည်းအီဘိုတာရဲ့အကြံကိုလိုက်လုံးမလွတ်ပြင်းနေတုန်းကောင်မလေးကအရက်ပလင်းသွားယူဖို့အတွက်ထွက်သွားလိုက်ပါတယ်။ပြီးတာနဲ့အီဘိုတာကအရက်တောက်လိုက်ရင်မြမြအိပ်ပျော်ပြီးမိုးချိတ်တန်တွေကိုလည်းမကြားရတော့တဲ့အတွက်အတူတူတောက်ပေးဖို့ပြောလိုက်ပါတယ်။အဲ့အပြင်အယ်ကိုဟောပါဝင်တဲ့နှုန်းက89%ရှိနေပြီးဒါကိုကြားတဲ့ကာမီနာကလည်းလက်နေခဲ့ပါပြီ။ပြီးရတဲ့ကာမီနာလည်းတောက်ချလိုက်ပြီးတော့လေချောင်းနဲ့ပူဆင်းသွားပြီးတော့အရသာကလည်းသွားတိုက်စေအရသာကြီးလို့ပြောချလိုက်ပါတယ်။ဒါပေမဲ့တောက်ရင်တောက်တလောက်ပိုကောင်းလာတဲ့အတွက်ဒီပလင်းကသူမကိုရင်ခုန်စေတယ်လို့ပြောလိုက်တော့အီဘိုတာကလည်းကြောင်သွားခဲ့ပါတယ်။တောက်ပြီးတော့တာနဲ့နှစ်ယောက်လုံးအိယာဝင်တော့မှဖြစ်ပြီးတော့ကာမီနာကလည်းမီးတွေအားလုံးကိုပိတ်ချလိုက်ပါတယ်။နောက်ပြီးအီဘိုတာကကာမီနာကသူမဘေးမှာရှိနေရင်အရန်ပြော်တာပဲလို့ပြောလိုက်တော့ကာမီနာကလည်းရင်ခုန်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့နှစ်ယောက်သားလေးစိတ်ကိုသွားလိုက်ကြပြီးတော့တကယ်တော့အာကိန်းကိုသွားကြိုကြတာပါ။အဲ့လိုနဲ့၃ယောက်သားလေးစိတ်ထဲကနေထွက်လာခဲ့ကြပြီးလမ်းထဲမှာအများသုံးရေချိုးကန်းကိုတွေ့တဲ့အတွက်ကာမီနာကအရန်သွားချင်နေခဲ့ပါတယ်။ဒါပေမဲ့အီဘိုတာကတော့စိတ်ညစ်စရာကြီးလို့ပြောနေခဲ့ပြီးအဲ့အချိန်အာကိန်းကအီဘိုတာကအများသုံးရေချိုးကန်းကိုတယောက်တည်းသွားတက်တဲ့အပြင်အဲ့မှာပါအရက်တော့ရတာကိုကြိုက်ကြောင်းပြောမိသွားပါတယ်။ဂျာကိုကြားသွားတဲ့ကာမီနာကလည်းအီဘိုတာကလူများတဲ့နေရာကိုသွားရမှာရှက်တက်တဲ့အကြောင်းကိုရိပ်မိသွားပြီးတော့တကယ်လို့တီးတန့်ရေပူဆန်းဆိုရင်သူမတို့နှစ်ယောက်တည်းအတူတူရေချိုးလို့ရပြီဆိုတာကိုတွေးမိသွားပါတယ်။အဲ့လိုနဲ့အဆောင်ကိုပြန်ရောက်လာခဲ့ကြပြီးတော့အာကိန်းကအိမ်ကယူလာတဲ့ကိုထုတ်ပြလိုက်ပါတယ်။ကာမီနာကလည်းစိတ်ဝင်စားသွားပြီးတော့၃ယောက်သားနားနေကန်ထဲမှာတပြားဟောင်းတွေကိုနားထောင်ဖို့လုပ်နေတော့အာကိန်းကအရက်ပလင်းတွေပါယူလာခဲ့ပါတယ်။တကယ်တော့အဲ့ဒီရက်ကစကော့တလန်ကထုတ်တဲ့ဘီယာဖြစ်ပြီးတော့အတော်လေးခါပေမဲ့အရသာရှိပါတယ်။အဲ့လိုနဲ့အာကိန်းလည်းကာမီနာကိုတချင်းဖွင့်ကြီးတွေတင်ပေးလိုက်ပြီးတော့အဲ့အချိန်အာကိန်းကဖုန်းလာနေတဲ့အတွက်ဘီယာမတောက်တော့ဘဲနဲ့ထွက်သွားခဲ့ပါတယ်။ဒါကြောင့်အီဘိုတာတို့လည်းနှစ်ယောက်တည်းအေးဆေးတောက်လို့ရနိုင်မဲ့အခွင့်အရေးကိုရသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအာကိန်းကရီကာနဲ့တီတီတတာရီလုံနေပြီးတစ်ဖက်ကကာမီနာတို့ကတော့ဘီယာကိုအရန်တွေကြိုက်နေပြီးခမူးမူးလေးဖြစ်နေခဲ့ပါပြီ။ဒါကြောင့်ကာမီနာလည်းမိုးချင်အောင်ဆောင်လိုက်ပြီးတော့အခွင့်အရေးကိုရအောင်ယူလိုက်ရင်အီဘိုတာနဲ့နှစ်ယောက်တည်းရေပူစမ်းသွားခြင်းတဲ့အကြောင်းကိုပြောချလိုက်ပါတယ်။ဒါကိုကြားတော့ကာမလေးလည်းဆက်သွားခဲ့ပေမဲ့နောက်ဆုံးမှာတော့သဘောတူလိုက်ရပါတယ်။နောက်ရမှာတော့ကူဂျီတို့ကအီဘိုတာကိုလိုက်ရှာနေခဲ့ပြီးတော့ဒါကိုအာကိန်းကတွေ့သွားတာကြောင့်အီဘိုတာကကာမီနာနဲ့အပြင်ထွက်သွားကြောင်းပြောပြလိုက်ပါတယ်။တစ်ဖက်မှာတော့ကာမလေးနှစ်ယောက်ကပင်လယ်ကမ်းစပ်နားမှာအရန်ပျော်နေခဲ့ကြပါတယ်။ပြီးတာနဲ့နှစ်ယောက်သားပင်လယ်စာသွားစားဖို့လုပ်လိုက်ပေမဲ့ဆိုင်ကပိတ်ထားတဲ့အတွက်ကာမီနာလည်းရေခဲမုန့်နဲ့ပဲကျင်းနှက်လိုက်ရပါတယ်။အီဘိုတာကတော့ကာမလေးရဲ့နှကမ်းမှာရေခဲမုန့်တွေပေးနေတဲ့အတွက်ဂယုတဆိုင်နဲ့တုပ်ပေးလိုက်ပေမဲ့ကာမီနာလေးကတော့ကြောင်သွားခဲ့ပါတယ်။ပြီးတာနဲ့နှစ်ယောက်သားရေပူစမ်းကိုသွားလိုက်ကြပြီးတော့ဘုကင်တင်ထားတဲ့ဟိုတယ်ကိုလည်းပတ်ကြည့်လိုက်ကြပါတယ်။အဲ့ဒီမှာလည်းစီးဗျူးကိုမြင်ရတဲ့အတွက်အရန်နေကျင်းနဲ့သွားကြပြီးခဏကြာမှတော့နှစ်ယောက်သားအတူတူရေစိမ်ရင်အရက်တောက်လိုက်ကြပါတယ်။ဒီတစ်ခါမှာတော့ကာမီနာကသူမကအရက်ဝင်သွားရင်အရန်ရဲတင်လာတဲ့အချင်းရှိတယ်လို့ပြလိုက်ပါတယ်။ဟဲ့အချိန်အီဘိုတာကတော့အရန်လက်နေခဲ့ပြီးတကယ်တော့ကာမီနာကရဲစစ်တင်လိုက်ပြီးသူမကိုကာမီနာလို့နာမည်ခေါ်ပေးဖို့တောင်းဆိုနေခဲ့တာပါ။အီဘိုတာကလည်းကာမီနာလို့ခေါ်ပေးလိုက်ပေမဲ့အပြန်အလှန်အနေနဲ့အရက်တောက်ချင်တဲ့အချိန်တိုင်းအတူတူတောက်ပေးဖို့ပြောလာခဲ့ပါတယ်။အဲ့ဒီလိုနဲ့နောက်ရက်တွေမှာတော့အဆောင်ကကောင်မလေးတွေအားလုံးဘိုးเจ้าကိုသွားလဲဖို့အတွက်ထွက်လာခဲ့ကြပါတယ်။အဲ့အချိန်အာကိန်းကမန်နျူရဲနဲ့ကားမောင်းနိုင်တဲ့အတွက်အီဘိုတာကလည်းအထင်ကြီးသွားခဲ့ပါတယ်။အာကိန်းကတော့အော်တိုမောင်းနေတဲ့ခေတ်ကြီးမှာမန်နျူရဲနဲ့မောင်းနေရတဲ့အတွက်အတော်လေးကိုစိတ်ပြတ်နေတော့တာပါ။အဲ့အချိန်ကူဂျီတို့ကသူမကိုယ်တိုင်မောင်းမယ်လို့ထပြောလိုက်ပြီး
လက်စွမ်းပြဖို့အတွက်မောင်းချလိုက်ပေမဲ့အစင်မပြေတဲ့အတွက်အာကိန်းကပဲတင်ပြပေးနေခဲ့ရပါတယ်။လက်ကျင်းတို့နဲ့ဘုံကျောင်းရှိရာကိုရောက်လာခဲ့ကြပြီးအားလုံးကိုစီလှည့်ပတ်ကြည့်နေခဲ့ကြပါတယ်။ရီကာကတော့တိမ်ပင်လယ်ကြီးကိုခန်းစားနေခဲ့ပြီးအီဘိုဂျာကတော့ဘုံကျောင်းထဲမှာဒေတာထွက်စာကေးတွေရောင်းတဲ့နေရာကိုရှာတွေ့သွားခဲ့ပါတယ်။အဲအချိန်ကာမီနာကလည်းရောက်ချလာတာကြောင့်အရဲတောက်ချင်နေတဲ့အီဘိုဂျာလည်းအိမ်ပြန်ရောက်ရင်အတူတူတောက်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပြီးတာနဲ့ကျောင်းခန်းထဲကိုပတ်ကြည့်လိုက်ပြီးတော့ဆူတောင်းတဲ့ခန်းမမှာတော့ဝိပုဆူတောင်းစာတွေကိုတွေ့သွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့ကာမီနာရဲ့ဆူတောင်းကအီဘိုဂျာကသူမရဲ့နာမည်လေးကိုအပြည့်အစုံခေါ်ပေးဖို့ဖြစ်ပြီးနောက်ရက်မှာတော့ကာမီနာအိတ်နေတုံးမိုးရီရွာလာတဲ့အတွက်အပြင်ကအဝတ်တွေကိုရုပ်ဖို့အတွက်ထွက်လာခဲ့ပါတယ်။အဲအချိန်ကူဂျီတို့ကသူမရုပ်ပေးထားပြီးပြီဖြစ်ကြောင်းပြောလိုက်ပြီးရေဆိုနေတဲ့ကာမီနာရဲ့စပင်ကိုလည်းတုပ်ပေးလိုက်ပါတယ်။ဒါပေမဲ့ကာမီနာလှမ်းထားတဲ့အင်ဂျီတွေကမိုးရီတွေဆိုထားတဲ့အတွက်ကူဂျီတို့ရဲ့အင်ဂျီတွေကိုပါဝတ်လိုက်ရပါတယ်။အဲအချိန်ကာမီနာကကူဂျီတို့ရဲ့အခန်းထဲမှာဂိမ်းဆက်ကိုတွေ့သွားတဲ့အတွက်အတူတူဆော့လို့ရလားလို့မေးချလိုက်ပြီးတော့နှစ်ယောက်သားဂိမ်းအတူဆော့လိုက်ကြပါတယ်။ပြီးတာနဲ့ကူဂျီတို့ကသူမသိမ်းထားတဲ့ဘီယာဘူးတွေကိုပါတွားယူချလိုက်ပါတယ်။အဲ့လိုနဲ့ဂိမ်းဆော့နေကြတော့ကာမီနာကရှုံးတော့မလို့ဖြစ်နေတဲ့အတွက်ကူဂျီတို့ကလည်းသူမအနားကိုကတ်ထားဖို့ထုတ်ပြောလိုက်ပါတယ်။ဒါကြောင့်ကာမီနာလည်းတွားဖက်လိုက်တော့ဂိမ်းထဲကကာရိုက်တာကိုပြောနေတာဖြစ်ကြောင်းတေချာရှင်းပြလိုက်ပါတယ်။အဲ့လိုနဲ့တောက်နေကြတော့ကူဂျီတို့ကအရက်မူးလာတဲ့အချိန်မှာတယောက်နဲ့တယောက်နန်းနာမျိုးကိုလှုပ်ချင်တယ်လို့ပြောလာခဲ့ပါတယ်။အဲ့အပြင်အီဘိုတာနဲ့တခါမှအတူတူမတောက်ဖူးတဲ့အတွက်စမ်းကြည့်ချင်တယ်လို့ပါပြောလိုက်ပြီးအတိတ်ကဖြစ်ရတွေကိုလည်းတွေးမိသွားခဲ့ပါတယ်။ဟိုးရင်တက္ကသိုလ်ကျောင်းသူဘွားတုန်းကအီဘိုတာတယောက်တည်းဆိုင်ထဲမှာအရက်တောက်နေတာကိုတွေ့ခဲ့ဘူးပါတယ်။အဲ့လိုပြောနေတဲ့အချိန်ကာမီနာကလေချိန်မှန်လာခဲ့ပြီးမူးသွားခဲ့တာကြောင့်ဂူဂျီရိုရဲ့ပခုံးပေါ်မှာပဲအိပ်ပျော်သွားခဲ့ပါတယ်။အဲ့အချိန်အီဘိုတာကပစ္စည်းယူစရာရှိတဲ့အတွက်ဂူဂျီရိုတို့နေတဲ့အခန်းထဲကိုရောက်လာတဲ့အခါမှာတော့နှစ်ယောက်သားအိပ်ပျော်နေတာကိုတွေ့သွားခဲ့ပါတယ်။နောက်ရက်မှာတော့ရီကာကအာကိန်းနဲ့စိတ်ကောက်ပြီးတော့ကာမီနာတို့နဲ့အတူတူတခြားမျိုးကအပန်းဖြေတဲ့နေရာကိုထွက်လာခဲ့ကြပါတယ်။အဲ့အချိန်ရီကာကဖက်နှက်ပေါက်သွားတဲ့အတွက်ခြေထောက်မှာအနာဖြစ်သွားတာကြောင့်ဖက်နှက်ကိုချွတ်ထားလိုက်ရပါတယ်။ဂျာကိုမြင်တော့ကာမီနာလည်းရီကာရဲ့ခြေထောက်မှာအာကိန်းနဲ့ခြေသန်းနီလိမ္မော်ရောင်အတူတူဆိုးထားတာကိုတွေ့သွားတဲ့အတွက်သူမလည်းလိမ္မော်ရောင်ဆိုးချင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ရီကာကလိမ္မော်ရောင်ကသူမနဲ့အာကိန်းတို့ရဲ့တမိုးထားရတဲ့အယောင်ဖြစ်တဲ့အတွက်စိုးခွင့်မပေးဘဲနဲ့အဲ့ဒီအစားချားလက်တဲ့နေအယောင်ကိုထုတ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကာမီနာရဲ့စိတ်ထဲမှာတော့အီဘိုတာနဲ့အတူတူနှစ်ယောက်တည်းတမိုးထားရမယ့်အယောင်မျိုးရှိချင်သွားတာကြောင့်အီဘိုတာကိုလက်သေးနီဆိုးပေးပါလို့ပြောလိုက်ရင်ဇလန်းလေးကတခန့်ရက်သွားခဲ့ပါတယ်။အပိုင်း3ရဲ့အစမှာတော့အီဘိုတာတယောက်အိမ်မက်တွေမဲ့ရင်းနဲ့လန်နိုးလာခဲ့ပြီးအဲ့အချိန်အပြင်ဘက်မှာလည်းမိုးတွေတဲနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့နေ့လည်ခင်းမှာတော့ကာမီနာနဲ့ချင်းထားတဲ့နေရာစီကိုသွားလိုက်ပြီးတော့ကာမီနာကတော့ကောင်းပွိုင်စတိုင်မျိုးရှိရဲ့ဘားကိုသွားကြဖို့ပြောလာခဲ့ပါတယ်။အဲ့ဒီလိုနဲ့နှစ်ယောက်သားသွားလိုက်ကြပြီးတော့ပီပိုတာကတော့အယ်ကိုဟောတော့ရတာကြိုက်ပေမဲ့ဘားတွေအကြောင်းကိုတော့သိမသိပါဘူး။တကယ်တော့ကာမီနာအတွက်ကလည်းဘားသွားရတာပထမဆုံးဖြစ်နေခဲ့ပြီးကာမီနာကလည်းဘာတန်တာကဘာမှမလဲမေးရင် extra alcohol ကိုရေခဲလျှော့ပြောရမယ်လို့ပြောဖို့လေ့ကျင့်နေခဲ့ပါတယ်။ရီပိုတာကတော့ကာမီနာတယောက်ခါတိုင်းဝတ်နေကြတဲ့မတူဘဲနဲ့ outfit ကအရန်လန်းနေတဲ့အတွက်ချစ်ဖို့ကောင်းတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကာမီနာကလည်းရှက်သွားခဲ့ပြီးတော့ရီပိုတာနဲ့ပါသွားတာကပထမဆုံးဖြစ်တဲ့အတွက်အလှဆုံးဖြစ်ချင်နေကြောင်းပြောပြလိုက်ပါတယ်။အဲဒီလိုနဲ့နှစ်ယောက်သာ caravan ဆိုတဲ့ဘားကိုရောက်သွားခဲ့ကြပြီးတော့ဘာတန်တာကကြိုဆိုလိုက်ပေမဲ့ဘားထဲမှာတော့ဘယ်သူမှရှိမနေခဲ့ပါဘူး။ဒါကြောင့်နှစ်ယောက်သားကလည်းကောင်တာမှာသွားထိုင်လိုက်ကြပြီးတော့ဘာတန်တာကောင်လေးကလည်းပဝါလှမ်းပေးခဲ့ပါတယ်။ကာမီနာကလည်းပဝါကအယမ်းမွှေးနေတဲ့အတွက်အံ့ဩသွားခဲ့ပြီးတော့ဘာတန်တာကလည်းဘာတောက်မလဲလို့မေးချလိုက်ပါတယ်။ဒါကိုကြတော့အီပိုတာကလည်းစောကြီးတော့ကိုမှားနေခဲ့ပြီးတော့ကာမီနာကတော့ဘာမှမှန်းမသိရကြောင်းစောတီတော့ကိုပဲမှားချလိုက်ပါတယ်။ကာမီနာကတော့စောတီတော့ရဲ့ပုံစံကအယမ်းမိုက်နေတဲ့အတွက်အံ့ဩနေတော့တာပါ။တကယ်တော့သူကဖန်ခွဲရဲ့အပေါ်မှာစားရတင်ကြတာဖြစ်ပြီးတော့ကော်တေးအမျိုးအစားလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်အီပိုတာကလည်းမှားဖို့လုပ်နေတော့ဆိုင်ထဲကိုတခြားဧည့်သည်တွေကလည်းရောက်ချလာခဲ့ပါတယ်။ဒါကြောင့်အီပိုတာကလည်းချက်ချင်းကြို့ထိုးသွားခဲ့ပြီးတော့စကားတောင်ပြောလို့မရတော့ပါဘူး။ကာမီနာကလည်းစိတ်ပူနေခဲ့ပြီးတော့အီပိုတာကတော့တခြားစပွဲမှာပြောင်းထိုင်ဖို့အတွက်ဘာတန်တာစီမှာခွင့်တောင်းလိုက်ပါတယ်။အဲ့ဒီလိုနဲ့နှစ်ယောက်သားလည်းလူတွေနဲ့ဝေးတဲ့နေရာမှာထိုင်လိုက်ကြပြီးတော့အီပိုတာကတော့ကြို့ထိုးတာစိတ်ပျက်စရာကောင်းလားလို့မေးလိုက်ပါတယ်။ဒါကြောင့်ကာမီနာကလည်းပီပိုတာရဲ့ကြို့ထိုးတန်အရန်တိုးနေတဲ့အတွက်မကြားရဘူးလို့ပြောလိုက်ပြီးတော့တကယ်တော့သူမရဲ့လေးတက်တန်ကမှအရန်ကျဲတဲ့အကြောင်းကိုဟာသားလို့ပြောနေခဲ့ပါတယ်။ ဒီ
ဒီတစ်ခါမှာတော့အီဘိုတာကလည်းသူမကိုတခြားသူကစိတ်ပျက်စရာကောင်းတယ်လို့ပြောပူတာကိုတတိယသွားတဲ့အတွက်ငိုမိသွားပါတယ်။ဒါအောင်မြင်တော့ကာမီနာကလည်းအတော်လေးလန့်သွားခဲ့ပြီးတော့အီဘိုတာကတော့မျက်ရည်တွေကိုပြန်တုပ်လိုက်ရင်းနဲ့စိတ်ကိုပြန်ထိန်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘာတန်တာကောင်းလေးကကော့တေးတွေလာချပေးတာကြောင့်နှစ်ယောက်လုံးတောက်ချလိုက်ပါတယ်။ကာမီနာကတော့အီဘိုတာကိုစိတ်ပျက်စရာကောင်းတယ်လို့တခါမှမတွေးမိကြောင်းပြောပြလိုက်တဲ့အတွက်အီဘိုတာကလည်းပျော်သွားခဲ့ပါတယ်။နောက်ရက်မှာတော့အဆောင်မှာအာကိန်းနဲ့ကာမီနာတို့နှစ်ယောက်သာတချင်းအကြောင်းတွေဆွေးနွေးနေကြပြီးတော့အဲ့အချိန်ဂူချီတို့ကလည်းရောက်လာခဲ့ပါတယ်။သူမကတော့ကာမီနာကိုလာရှာတာဖြစ်ပြီးတော့ကာမီနာနဲ့နှစ်ယောက်တည်းစကားပြောချင်တဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။တကယ်တော့ဂူချီတို့ကဟင်းချက်ဖို့အတွက်ကာမီနာစီမှာဓားလာငှားတာဖြစ်ပြီးတော့အဲ့အချိန်အာကိန်းကလည်းရောက်လာခဲ့ရင်းနဲ့ဓားကဘာလို့မှလဲလို့မေးချလိုက်ပါတယ်။ကာမီနာကတော့ဟင်းချက်စရာတွေကိုတွေ့သွားတာကြောင့်ဦးမဲရှုချက်ဖို့လားလို့မေးနေခဲ့ပြီးတော့ဒါအောင်မြင်သွားတဲ့အာကိန်းကဦးမဲရှုချက်တာကဓားမလို့ကြောင်းပြောပြလိုက်ပါတယ်။အဲ့အချိန်ဂူချီတို့ကအာကိန်းကိုပါဇက်လှမ်းပိတ်လိုက်ပြီးတော့တကယ်တော့သူမကစတော်ဘယ်ရီဝီစကီလုံးမှာဖြစ်ကြောင်းပြပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ကာမီနာကဖန်ပလင်းတွေကိုပိုးတက်လိုက်ပြီးတော့ဂူချီတို့ကတော့စတော်ဘယ်ရီကိုလှီးနေခဲ့ရင်းနဲ့အာကိန်းကလည်းကူညီပေးလိုက်ပါတယ်။ပြီးရနဲ့ဘူးထဲကိုစတော်ဘယ်ရီနဲ့တခြားအပြင်ဝီစကီတွေပါထည့်ချလိုက်ပြီးတော့ပလင်းကိုတင်ထားဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်အာကိန်းကတော့စတော်ဘယ်ရီနဲ့နှုတ်စီစားကျင်နေတဲ့အတွက်ဂူချီတို့ကလည်းသူမတင်ထားတဲ့နှုတ်စီဘူးကိုသွားယူခွင့်ပြုလိုက်ပါတယ်။နောက်ပြီးဂူချီတို့ကလက်ချက်ဝီစကီကိုကာမီနာကိုတိုက်လိုက်ပြီးတော့ကာမီနာကတော့ချောကလက်အရသာခါတက်တက်လေးရှိတဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။အဲ့အချိန်ဂူချီတို့ရဲ့စိတ်ထဲမှာတော့ဒီဝီစကီကိုအီဘိုတာတောင်းလိုက်ရင်ဘလိုရီရဲ့ရှင်မျိုးပြေးမလဲဆိုတာသိချင်နေခဲ့တာပါ။အဲ့အချိန်ကာမီနာကဒီဝီစကီဆက်တာကိုကိုယ့်ဘာသာကိုတောက်ဖို့လုပ်တာလားလို့မေးလိုက်တော့ဂူချီတို့ကလည်းဖုံးကွယ်မထားတော့ဘဲနဲ့အမှန်တိုင်းပြပြလိုက်ပါတယ်။တကယ်တော့ဝီစကီကအီဘိုတာကိုတောက်စေခြင်းနဲ့အတွက်လှုပ်ထားတာဖြစ်ပြီးတော့ဒါကိုကြားတဲ့ကာမီနာကလည်းအီဘိုတာမွေးနေ့မှာလက်ဆောင်ပေးဖို့အတွက်အကြံပေးလာခဲ့ပါတယ်။အဲဒီနေ့ညမှာတော့အီဘိုတာတယောက်အိတ်မပျော်တဲ့အတွက်ထိုင်နေတော့မှပဲဂူချီတို့ကပန်းချံကိုသွားကြဖို့စာပို့လာခဲ့ပါတယ်။အဲဒီလိုနဲ့နောက်ရက်မှာတော့ချိန်ထားတဲ့အတိုင်းနှစ်ယောက်သားဆုံလိုက်ကြပြီးတော့ဂူချီတို့ကကားမောင်းလိုက်ရင်းနဲ့ပန်းတွေရှိတဲ့နေရာစီကိုထပ်လာခဲ့ကြပါတယ်။တကယ်တော့နှစ်ယောက်စလုံးရဲ့ဇာတိကတခြားမျိုးမှာဖြစ်နေတဲ့အတွက်ဂူချီတို့ကလည်းအခုသွားတဲ့လန်ခီကအဆင်ပြေပါမလားဆိုတာစိုးရိမ်နေခဲ့တာပါ။အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့ရောက်လာခဲ့ကြပြီးတော့ဂူချီတို့ကတော့သူမကိုယ်တိုင်လှုပ်ထားတဲ့စတော်ဘယ်ရီဝီစကီကိုပါယူလာခဲ့ပါတယ်။ပန်ကင်းနဲ့ရောက်ရှိချိန်မှာတော့အီဘိုတာတယောက်ရှောက်ကြည့်နေခဲ့ပြီးတော့အဲ့အချိန်ဂူချီတို့ကဝီစကီကိုထုတ်လိုက်ရင်းနဲ့အတူတူတောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့အီဘိုတာကသူမတောင်းဆိုတာကိုညှင်းလိုက်ပြီးတော့တကယ်တော့အီဘိုတာကဂူချီတို့တယောက်ကားမောင်းရမှာဖြစ်တဲ့အတွက်မတော့ဖို့တားနေခဲ့တာပါ။ဒါကိုဂူချီတို့ကအထင်လွဲသားခဲ့ပြီးတော့အီဘိုတာကသူမနဲ့အတူတူမတောက်ချင်ဘူးလို့ထင်သွားခဲ့ပါတယ်။ဒါကြောင့်စိတ်မကောင်းဖြစ်သွားခဲ့ပြီးတော့အတူတူတောက်ဖို့ပြောခဲ့တဲ့စကားတွေကိုမေ့လိုက်တော့ဆိုပြီးတော့ပြောချလိုက်ပါတယ်။အဲ့ဒီလိုနဲ့ညဘက်ကိုရောက်ရှိလာခဲ့ပြီးတော့ဂူချီတို့ကတော့တယောက်တည်းဆေးလိပ်တောက်နေရင်တွေးနေခဲ့ပြီးတော့ဘိုတာကလည်းဂူချီတို့တောက်နေတဲ့ဆေးလိပ်ကိုလှမ်းယူလိုက်ပြီးတော့သူမကိုယ်တိုင်တောင်းလိုက်ရင်ဆေးလိပ်တောက်နေတာမှန်လားလို့မေးလိုက်ပါတယ်။ဒါအောင်မြင်တော့ဂူချီတို့လည်းအံ့ဩသွားခဲ့ပြီးတော့စကားတော်မပြောနိုင်တော့ပါဘူး။နောက်ရက်မှာတော့ကာမီနာတို့နှစ်ယောက်သားကခြံစမ်းကိုခေါ်ပြီးတော့ဂူရီအကြောင်းကိုလေ့လာဖို့အတွက်ထွက်လာခဲ့ကြပါတယ်။တကယ်တော့ဟာရှိတာတဲ့ထုံးချောက်ဂူကိုသွားလေ့လာကြတာဖြစ်ပြီးတော့ဂူဝင်ပေါက်ရောက်တဲ့အခါမှာတော့အားလုံးကလည်းအောက်ဆင်းလိုက်ကြပါတယ်။အဲ့အချိန်ခြံစမ်းကရုပ်ထုကိုမြင်လိုက်ရတဲ့အတွက်လက်နေခဲ့ပြီးတော့ပီပိုတာကတော့သူမကိုအဆောင်မှာနေရတာအဆင်ပြေလားလို့မေးနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့၃ယောက်သားဂူထဲမှာလေ့လာနေခဲ့ကြပြီးတော့ခြံစမ်းရဲ့ပခုံးမော်ကိုကြောက်ဆဲရည်တစ်စက်ကျလာခဲ့ပါတယ်။ဒါကြောင့်ခြံစမ်းလည်းအပေါ်ကိုကြောင်ကြည့်နေတော့ကာမီနာကလှမ်းခေါ်လိုက်တဲ့အတွက်ကောင်မလေးကလည်းတော်တော်လန့်သွားခဲ့ပါတယ်။ပြီးရနဲ့ခြံစမ်းကလည်းဂူထဲမှာအရန်အေးတဲ့အတွက်ကြောက်သွားခဲ့ပြီးတော့ငိုချလိုက်ပါတယ်။ဒါအောင်မြင်တော့ကာမီနာလည်းခြံစမ်းကိုလက်တွဲကူပေးလိုက်ပြီးတော့အရှိကိုဆက်သွားခဲ့ရင်ကူထဲကနေထွက်လာနိုင်ခဲ့ပါတယ်။အပြင်ရောက်ရှိချိန်မှာတော့အီဘိုတာကရှိနေခဲ့ပြီးတော့ကာမီနာတို့နှစ်ယောက်သာလက်တွဲထားတာကိုတွေ့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စားတောက်ဆိုင်ကိုသွားလိုက်ကြပြီးတော့ချန်ဆာကကာမီနာလက်ကိုကိုင်ရင်းနဲ့သူမကိုကူညီပေးခဲ့တာတွေအတွက်ကျေးဇူးတင်နေခဲ့ပါတယ်။အဲ့အပြင်ချန်ဆာကအရက်တောက်ရတာကိုကြိုက်တဲ့အတွက်၃ယောက်သားအတူတူတောက်ကြဖို့ပြောလာခဲ့ပါတယ်။ဒါပေမဲ့ကာမီနာကတော့အီဘိုတာအကြောင်းကိုသိနေတဲ့အတွက်အီဘိုတာကတောက်ဖို့အဆင်မပြေသေးကြောင်းဝင်ပြောပေးလိုက်ပါတယ်။ဒါကြောင့်ချန်ဆန်းကလည်းကာမီနာနဲ့နှစ်ယောက်တည်းအတူတူတောက်ဖို့ပြောနေခဲ့ပြီးဒါကိုကြားတဲ့အီဘိုတာကလည်းစိတ်ကောက်သွားပြီးတော့အတူတူတောက်ကြဖို့ပြောချလိုက်ပါတယ်။တစ်ချိန်မှာတော့ကအီဘိုတာကဒုတိယနှစ်စာတဲ့နှစ်အပြီးမှာကျင်းပတဲ့မိတ်ဆုံစားပွဲမှာပထမဆုံးအကြိမ်အရက်တောက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကြိုရမ်းထိုးနေတဲ့အတွက်ကောင်မလေးတယောက်က
ချိုထိုးတန်ကြီးဟာစိတ်အနှောက်အယှက်ဖြစ်တယ်ဆိုပြီးပြောချခဲ့ပူပါတယ်။အခုချိန်မှာတော့၃ယောက်သာဘားကိုရောက်လာခဲ့ကြပြီးတော့ချန်ဆန်းတို့ကလည်းမီနီကိုဖတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်ကာမီနာကသူမနဲ့အီဘိုတာတို့နှစ်ယောက်သာတောက်ခဲ့ပူတဲ့ဘီယာအကြောင်းတွေကိုရင်းရင်းနှီးနှီးပြောနေကြတော့ချန်ဆန်းကလည်းစိတ်ထဲမှာတမျိုးကြီးဖြစ်လာခဲ့ပါတယ်။ပြီးရနဲ့အီဘိုတာကဘီယာထုတ်ကုန်တွေကိုရှင်းပြနေခဲ့ပြီးအဲ့ဒီအချိန်မှားထားတာတွေကလည်းရောက်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့အီဘိုတာကကိုလာမှာထားတဲ့အတွက်ချန်ဆန်းလည်းသူမနဲ့အတူတူမတောက်ချင်ဘူးထင်ပြီးတော့စိတ်ဆိုးသွားခဲ့ပါတယ်။ဒါကြောင့်ကာမီနာဘက်ကိုလှည့်ပြီးတော့ကာမီနာနဲ့ပဲနှစ်ယောက်တည်းအတူတူတောက်ဖို့ပြောလာချိန်မှာတော့အီဘိုတာကလည်းဂျဲလစီတွေဖြစ်သွားပြီးတော့ချန်ဆန်းရဲ့ဘီယာတွေကိုကောက်မော့ချပလိုက်ပါတယ်။ပြီးရနဲ့ဘီယာထွက်သွားမှာဖို့အတွက်ကာမီနာကိုအပြင်ခေါ်ထုတ်သွားလိုက်ပြီးတော့ဆိုင်ရဲ့အပေါ်တက်မှာတိတ်ခုကန်ရှိတဲ့အတွက်သူမနဲ့အတူတူတည်းဖို့ခေါ်ချလိုက်ပါတယ်။တစ်ဖက်မှာလည်းအာကင်းတို့ကညစာစားပြီးတော့အိမ်ပြန်နေခဲ့ကြပြီးတော့ရီကာကတော့အာကင်းကိုအရက်တောက်ပြီးရင်အဆင်မပြေတာမျိုးရှိလားလို့မေးနေခဲ့ပါတယ်။ဒါကြောင့်အာကင်းကလည်းသူမကအရက်တောက်ပြီးရနဲ့မူးသွားတဲ့အခါတိုင်းသူများကိုပြဿနာရှာတတ်တဲ့အချင်းရှိရဲလို့ပြောနေခဲ့ပါတယ်။အဲ့ဒီအပြင်နောက်နေ့မှလည်းဘာမှမမှတ်မိတော့တဲ့အတွက်အတူတူတောက်ပေးခဲ့တဲ့သူတိုင်းကိုအားနာနေရပြီးတော့နောင်တလဲရတယ်လို့ပြောပြလိုက်ပါတယ်။ပြီးရနဲ့အာကင်းကအခုချိန်မှာတော့ရီကာကဘေးမှာအဖော်ပြပေးနေတဲ့အတွက်မစိုးရိမ်တော့ကြောင်းနဲ့ရီကာနဲ့အတူတူတသားလေးဖြစ်ချင်တယ်လို့ပြောလိုက်ရင်ရီကာကလည်းအံ့ဩသွားခဲ့ရင်းနဲ့ဇလန်းလေးကတခန့်ရသွားခဲ့ပါတယ်။အပိုင်းလေးရဲ့အစမှာတော့ချန်ဆန်းတယောက်ဘီယာတောက်ပြီးမှောက်သွားခဲ့ရကြောင်းကာမီနာလည်းဟိုစတယ်တဲကိုခေါ်သွားခဲ့ပါတယ်။ဟဲတီလိုနဲ့အခန်းထဲရောက်ချိန်မှာတော့ကာမီနာလည်းချန်ဆန်းရဲ့ဖက်နှက်တွေကိုချွတ်ပေးလိုက်ပြီးအိယာတွေပါခင်းပြနေခဲ့ပါတယ်။အဲ့ဒီအချိန်ကောင်မလေးကအတော်လေးမူးနေခဲ့ပြီးတကယ်တော့ကာမီနာကအီဘိုတာနဲ့နှစ်ယောက်တည်းဟိုတယ်ထဲမှာနေကျင်နေခဲ့တာပါ။အဲ့ဒီလိုတွေးနေတော့မှပဲချန်ဆန်းကအိယာပေါ်တက်လာပြီးကာမီနာတို့ကိုအတူတူတောင်းပေးလို့ကျေးဇူးတင်ကြောင်းပြောလာခဲ့ပါတယ်။ပြီးတာနဲ့အီဘိုတာကိုကြိုက်လားလို့မေးချလိုက်ပါတယ်။အဲ့ဒီချိန်အီဘိုတာကလည်းရောက်နေတဲ့အတွက်အားလုံးကိုကြားသွားခဲ့ပြီးနှစ်ယောက်လုံးကလည်းကြောင်တောင်တောင်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်အီဘိုတာလည်းသူမကအချိုရည်တွေယူလာပေးတာဖြစ်ကြောင်းပြလိုက်ပြီးချန်ဆန်းကိုလည်းနိုးလာခဲ့ရင်တောက်ဖို့မှားလိုက်ပါတယ်။အဲ့ဒီအချိန်ကာမီနာကတော့အီဘိုတာနဲ့နှစ်ယောက်တည်းအတူတူထပ်တောက်ချင်တဲ့အကြောင်းပြောနေခဲ့ပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားထပ်တောက်နေခဲ့ကြပြီးအီဘိုတာကတော့သူမကတခြားသူနဲ့တောက်ခဲ့ရတဲ့အတွက်ခံစားချက်ကောင်းနေကြောင်းပြောလာခဲ့ပါတယ်။ဒါကိုကြောတော့ကာမီနာလည်းတဝင်းတိုးသွားခဲ့ပြီးသူမလည်းအီဘိုတာနဲ့အတူတူအမြဲတောက်ပေးနေခဲ့တာဖြစ်ကြောင်းပြလိုက်ပါတယ်။ဒီဘိုတာကတော့ကာမီနာကတခြားသူမဟုတ်ပဲသူမအတွက်အထူးခြားဆုံးလူသားလို့ပြောလိုက်ချိန်မှာတော့ကာမီနာကလည်းရှက်သွားခဲ့ပါတယ်။အဲအချိန်တစ်ဖက်မှာတော့ချန်ဆန်းကကာမီနာတို့ပြောခဲ့တာတွေအားလုံးကိုကြားသွားခဲ့ပြီးပြန်အိတ်သွားခဲ့ပါတယ်။နောက်ရက်မှာတော့ရာတီဥတုကတာယာနေတဲ့အတွက်ကူချီတို့ကအကိန်းတို့နဲ့အတူတူတောင်တက်ဖို့ကိုဆွေးနွေးနေခဲ့ပါတယ်။အဲအချိန်ရီကာကနေမကောင်းဖြစ်နေခဲ့ပြီးသူမကလည်းတောင်တက်တဲ့နေရာကိုလိုက်ချင်တယ်လို့ပူဇာနေတော့တာပါ။ဂျာရီကိုတစ်ဖက်ကချန်ဆန်းကလည်းကြားသွားခဲ့ပါတယ်။အကင်းကတော့ရီကာကိုပြုစုရမှာဖြစ်တာကြောင့်ကြံနေခဲ့မယ်လို့ပြောလိုက်ချိန်မှာတော့ကာမီနာကလည်းအတူတူဆောင်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့ကူချီတို့ချန်ဆန်းနဲ့အီဘိုတာတို့၃ယောက်ပဲထွက်လာခဲ့ကြပြီးလမ်းမှာလည်းတောင်တက်သမားတစ်ယောက်ကချန်ဆန်းတို့ကိုနှုတ်ဆက်သွားခဲ့ပါတယ်။ဒါပေမဲ့ introvert တစ်ယောက်ဖြစ်တဲ့အီဘိုတာတို့တော့တစိမ့်တစ်ယောက်ကိုနှုတ်ဆက်ရတာတော်တော်ကိုခက်ခဲလွန်းပါတယ်။အဲ့ဒီလိုနဲ့သွားနေခဲ့ကြရင်အီဘိုတာကလည်းတောင်တက်ရတာပျော်စရာမကောင်းဘူးလို့တွေးနေခဲ့ပြီးအဲ့ဒီအချိန်လမ်းခုတ်လက်မှာတော့ဘုတ်တွေပေါ်မှာတောင်ထိပ်ကိုရေတပူးစီတဲ့သွားပေးဖို့ရေးသားထားခဲ့ပါတယ်။ဒါကိုမြင်တော့ကူဂျီရိုတို့ကရေးဖြစ်သွားလိုက်ကြပြီးအီဘိုတာကတော့တော်တော်လေးကိုစိတ်ညစ်နေခဲ့ပါပြီ။ခဏကြာမှတော့ချုံပုတ်ထဲကအတန်တွေကိုကြားနေခဲ့ရပြီးဆိုင်းပုတ်မှာလည်းဝုန်းဝန်းတွေရှိတတ်ကြောင်းသတိပေးထားခဲ့ပါတယ်။ဒါကိုမြင်တော့အီဘိုတာလည်းဂူချီရိုတို့ကိုလှမ်းခေါ်လိုက်ပြီးချုံပုတ်အကြောင်းပြလိုက်တော့နှစ်ယောက်သားကြောက်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒါကသမင်ရိုင်းဖြစ်နေခဲ့ပြီးအီဘိုတာကလည်းစိတ်လှုပ်ရှားတဲ့ခံစားချက်ကိုရသွားခဲ့ပါတယ်။ညတီလိုနဲ့အီဘိုတာလည်းလမ်းထဲမှာအဖောင်းကိုတယောက်ထိုင်နေတာတွေ့သွားတဲ့အတွက်နှုတ်ဆက်လိုက်ပါတယ်။တကယ်တော့အဖောင်းအိုကရေဘူးတယ်ရတာလေးတဲ့အတွက်ခန္ဓာနားနေတာဖြစ်ပြီးအီဘိုတာကလည်းလေးနေရင်ရေတွေကိုတွန်းလိုက်ဖို့ပြောချလိုက်ပါတယ်။ဒါကြောင့်အဖောင်းကိုလည်းတောင်ချရေကဘူကိုတောင်တွေကိုဖျက်ပြီးစီးဆင်းလာတာဖြစ်ပြီးစာကေးလို့ရင်လည်းသုံးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့တည်ရတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကိုသိသွားတဲ့အီဘိုတာကလည်းအဖွားရဲ့ရေဘူးကိုတောင်းယူလိုက်ပြီးတော့တည်သွားဖို့ပြန်လာရင်လှည့်ကြည့်လိုက်ချိန်မှာတော့အဖွားကရှိမနေခဲ့တော့ပါဘူး။အဲဒီနောက်မှာတော့၃ယောက်သားလည်းဘူကိုတောင်ထိပ်ကိုရောက်လာခဲ့ကြပြီးတောင်တချင်းရဲ့အကျိုးကျေးဇူးတွေကိုသိသွားခဲ့ပါတယ်။နောက်ရက်မှာတော့ကာမီနာကအီဘိုတာကိုမီးပွိုင်းအလယ်မှာချစ်ပါတယ်လို့ပြောနေခဲ့ပါတယ်။
ဒါကိုကျတော့အီဘိုတာလည်းကြောင်သွားခဲ့ပြီးတကယ်တော့ကာမီနာကအာကာသဘော်ကကျယ်လေးတွေကိုချစ်တဲ့အကြောင်းပြောနေခဲ့တာပါ။ဒါကြောင့်အီဘိုတာလည်းငကားငွေဓာတ်ကိုကြည့်ဖို့အဖော်လိုက်ပေးတဲ့အတွက်ကျေးဇူးတင်နေခဲ့ပြီးကာမီနာကလည်းတခြားသူတွေကိုအရင်မေးခဲ့လားလို့မေးချလိုက်ပါတယ်။အီဘိုတာကတော့ကာမီနာတယောက်တည်းကိုပဲအဖော်လိုက်ပေးဖို့ခေါ်ခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ချိန်မှာတော့ကောင်မလေးကလည်းကျေနပ်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့နှစ်ယောက်သားလမ်းထဲမှာမူရောစပါးနဲ့ထုတ်ထားတဲ့ဘီယာကိုတောက်လိုက်ကြပြီးဘီယာဘူးတွေပေါ်မှာလည်းအာကာသနဲ့ပတ်သက်တဲ့စာတွေရေးထားခဲ့တာကိုတွေ့တော့ခဲ့ပါတယ်။ကာမီနာလည်းဒီအချိန်ကိုအခွင့်ကောင်းယူလိုက်ပြီးအီဘိုတာရဲ့အကြောင်းတွေကိုနားလည်ခြင်းတယ်လို့ပြောလိုက်ချိန်မှာတော့အီဘိုတာလည်းအံ့ဩသွားခဲ့ပါတယ်။ပြီးရနဲ့နှစ်ယောက်သားအထဲကိုဝင်လိုက်ကြပြီးကောင်တာမှာလက်မှတ်ဖြတ်လိုက်ကြပါတယ်။ဒီအချိန်မှာတော့အီဘိုတာကသူမကိုနှစ်ယောက်တည်းရှိတဲ့အချိန်အီဘူကီလို့ခေါ်ဖို့ပြောလာခဲ့ပါတယ်။ဂျာအိုကျတော့ကာမီနာလည်းပြောသွားခဲ့ပြီးအထဲရောက်ချိန်မှာတော့အတွဲထိုင်ကုန်ဖြစ်နေခဲ့တာကိုသိသွားခဲ့ပါတယ်။ကာမီနာလည်းအီဘူကီကိုဖတ်ရင်းလှည့်ချလိုက်ပြီးအာကာသကိုကြည့်ရမယ့်အစားအီဘူကီကိုပဲကြည့်နေခဲ့ပါတယ်။အဲ့အပြင်အီဘူကီနားမှာနေရရင်သူမအကြောင်းတွေကိုပိုနားလည်လာမှာဖြစ်ကြောင်းပြောနေခဲ့ပြီးအီဘူကီကလည်းကာမီနာပဲလှည့်လိုက်ရင်ကြည်နူးနေခဲ့ကြပါတယ်။တစ်ဖက်မှာတော့ကူချီရိုကရေချိုးကန်းနဲ့ဝင်ဖို့လုပ်နေခဲ့ပြီးတကယ်တော့အထက်မှာချန်ဆန်းကရှိနေခဲ့တာကြောင့်လန့်သွားခဲ့ပါတယ်။ပြီးရနဲ့ချန်ဆန်းလည်းအပြင်ထွက်လာခဲ့ပြီးကူချီရိုကချန်ဆန်းတယောက်စကင်ကဲမလုပ်တဲ့အတွက်မေးလာခဲ့ပါတယ်။ဒါကြောင့်ချန်ဆန်းလည်းအရင်ထက်ကဘာမှမလိမ့်တက်တဲ့လူဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲ့ဒီအချိန်ကူချီရိုကအီဘိုတာပေးတဲ့စာကေးကိုတောက်ဖို့လုပ်နေခဲ့ပြီးဒါအောင်မြင်တော့ချန်ဆန်းလည်းတောင်းတောင်းကြည့်လိုက်ချိန်မှာတော့စာကေးကအရန်ပြင်းတဲ့အတွက်လန့်သွားခဲ့ပါတယ်။ကူချီရိုကတော့အီဘိုတာကဒီစာကေးကနှစ်အတော်ကြာပြီဖြစ်ပြီးစုတွေလည်းရခဲ့ဘူးကြောင်းရှင်းပြခဲ့ဘူးတယ်လို့ပြောနေတော့တာပါ။အဲ့အပြင်စာကေးအကြောင်းတွေကိုနားလည်ခြင်းကြောင်းပြောလိုက်ချိန်မှာတော့ချန်ဆန်းကလည်းကူချီရိုရဲ့အကြောင်းတွေကိုနားလည်ခြင်းကြောင်းပြောလာခဲ့ပါတယ်။ဒါကြောင့်ကူချီရိုလည်းစကားလမ်းကြောင်းလွှဲလိုက်ပြီးစာကေးကိုအခြေခံပြီးထုတ်ထားတဲ့လစ်ဘမ်ကိုထုတ်ပေးလာခဲ့ပါတယ်။ဒီအချိန်မှာတော့ချန်ဆန်းကလည်းအခွင့်အရေးကိုလက်လွတ်မခံတော့ပဲကူချီရိုကိုလစ်ဘမ်လိမ့်ပေးပါလို့တောင်းဆိုချလိုက်ပါတယ်။ဒါကြောင့်ကူချီရိုလည်းလက်ခံလိုက်ရပြီးလိမ့်ပေးနေခဲ့ရပေမဲ့ရှင်တွေပါခုံရင်ချွေးတွေပါပြန်လာခဲ့ပါတယ်။နောက်ရက်မှာတော့အကိန်းကတီးဝိုင်းအဖွဲ့နဲ့ဂီတာလေးကျင့်နေခဲ့ပြီးအဖွဲ့ထဲကကောင်လေးတွေရဲ့အမှားကိုထောက်ပြပေးနေခဲ့ပါတယ်။အဲ့အပြင်ကော်ဖီဆိုင်ထဲမှာလည်းကောင်လေးတွေကသူတို့ချင်းချင်းပဲစကားပြောနေခဲ့ကြပြီးအကင်းကိုတော့မသိချင်အောင်ဆောင်နေခဲ့ပါတယ်။ဒါကြောင့်သူမလည်းစိတ်ညစ်သွားပြီးအဆောင်ကားအဖွဲ့တွေနဲ့အပြင်မှာဆုံကြဖို့ချိန်လိုက်ပါတယ်။အဲ့ဒီလိုနဲ့ရောက်လာချိန်မှာတော့အားလုံးကပြောနေခဲ့ကြပေမဲ့အကင်းတယောက်တည်းပဲစိတ်တက်ကြနေခဲ့ပါတယ်။ဒါကိုသတိထားမိတဲ့ချန်ဆန်းကအကင်းကိုနေမကောင်းလားလို့မေးလိုက်တာကြောင့်အကင်းကလည်းသတိဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ရီကာကရေချိုးကန်စီကိုသွားဖို့အကြံပြုလိုက်တာကြောင့်အားလုံးကလည်းရေချိုးကန်စီကိုရောက်လာခဲ့ကြပါတယ်။ပြီးရနဲ့ရီကာလည်းကာမီနာတို့ကိုအရင်သွားခိုင်းလိုက်ပြီးအကင်းကိုတော့တနေရာမှာစောင့်နေဖို့မှာနေခဲ့ပါတယ်။ဒါကြောင့်အကင်းလည်းဆိုင်ရဲ့တနေရာမှာစောင့်နေခဲ့ပြီးအဲ့အချိန်ရီကာကဘီယာကိုင်ပြီးရောက်ချလာပါတယ်။နောက်ပြီးရီကာကအာကင်းကိုတွက်ခွက်ပေးလိုက်ပြီးတကယ်တော့သူမကအာကင်းတယောက်ဘာကိုစိတ်နှစ်နေလဲဆိုတာမေးစင်နေခဲ့တာပါအဲ့ဒီလိုနဲ့အာကင်းလည်းဘီယာတောက်ပြီးရင်ပြောပြမယ်လို့ပြောနေခဲ့ပြီးရီကာကတော့ဘီယာကအရန်ကောင်းကြောင်းတယောက်တည်းပြောနေတော့တာပါတစ်ဖက်မှာတော့ချန်ဆန်းတို့နှစ်ယောက်သားရေးစိမ်နေခဲ့ကြပြီးချန်ဆန်းကကာမီနာနဲ့အီဘိုတာတို့ရဲ့ပတ်သက်မှုကိုသိကျင်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့၄ယောက်သားရှော့ပင်းမောမှာပတ်နေခဲ့ကြပြီးအဲ့အချိန်ချန်ဆန်းကတော့ဝမ်းနဲ့နေခဲ့ပါတယ်ပြီးရနဲ့အားလုံးလည်းအဆောင်ကိုပြောင်းဖို့လုပ်နေခဲ့ကြပြီးဆန်ဆန်းကတော့ကာမီနာနဲ့နှစ်ယောက်တည်းအရောက်တော့ဖို့မေးလာခဲ့ပါတယ်။အဲ့ဒီအချိန်အာကင်းကလည်းရီကာကိုတီးဝိုင်းအခန်းထဲမှာဂီတာကြံခဲ့တဲ့အတွက်ပြန်သွားယူဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ရီကာလည်းနောက်နေ့မှယူဖို့ပြောလိုက်ပေမဲ့အာကင်းကနားမထောင်ပဲချန်ဆန်းတို့ကိုအရင်ပြန်နှိမ့်ဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ကာမီနာတို့လည်း after ဆက်သွားလိုက်ကြပြီးအဲ့ဒီအချိန်ချန်ဆန်းကတော့စိတ်တက်ကြနေခဲ့တာပါ။ဒါကြောင့်ကာမီနာလည်းသူမကအီပိုတာနဲ့တွဲမနေဘူးလို့ပြောချလိုက်ချိန်မှာတော့ချန်ဆန်းကလည်းလန့်သွားခဲ့ပါတယ်။ဖီးယာနဲ့ရှက်သွားခဲ့တာကြောင့်ဘီယာတွေကိုကောက်မော့နေခဲ့ပြီးကာမီနာကတော့ဒီအကြောင်းကိုဘာလို့သိချင်နေရလဲလို့မေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကာမီနာလည်းရှီဝေဝေတွေဖြစ်လာခဲ့ပြီးရင်နွေးခံစားချက်တွေပေါက်ကွဲလာခဲ့ပါတယ်။သူမကတကယ်တော့အီပိုတာကိုကြိုက်နေကြောင်းပြောလာခဲ့ပြီးရိုးရိုးကြိုက်တာမဟုတ်ပဲထူးဆန်းတဲ့အတွေ့အကြုံတွေနဲ့ကြိုက်နေတာဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ဒါကိုကြားတဲ့ချန်ဆန်းလည်းအံ့ဩသွားခဲ့ပြီးဥပိုတာအကြောင်းကိုပြောချင်နေပေမဲ့မူးသွားခဲ့ပါတယ်။နောက်ရက်မှာတော့စောင်းရတီတဲကိုရောက်လာတာကြောင့်အီဘူကီနဲ့ကာမီနာတို့နှစ်ယောက်သားဘီယာဆိုင်ထဲကိုသွားခဲ့ကြပါတယ်။ပြီးရနဲ့စမ်းချောင်းရှိရာကိုသွားနေခဲ့ကြပြီးလမ်းထဲမှာတော့အီပိုတာကကာမီနာပြောတာတွေကိုမကြားပဲစိတ်လွတ်နေခဲ့တာပါ။
အဲ့ဒီလိုနဲ့စမ်းကြောင်းရှိရာကိုရောက်လာခဲ့ကြပြီးအီဘိုတာကကာမီနာကိုသူမနဲ့အတူတူလိုက်လည်ပြီးတဲ့အတွက်ကျေးဇူးတင်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကာမီနာကစိတ်ထဲမှာတင်းကျပ်လာခဲ့ပြီးစမ်းကြောင်းအလေတက်တက်ကိုတားလိုက်ကအီဘိုတာကိုရင်ဖွင့်မှုလုပ်နေခဲ့ရင်ဇလန်းလေးကတခန့်ရက်သွားခဲ့ပါတယ်။အပိုင်း9ရဲ့အစမှာတော့အီဘိုတာတယောက်ဖုန်းခေါ်ဖို့စူးစမ်းနေခဲ့ပြီးအတော်လေးလဲစိတ်ညစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ချန်ဆန်းတို့ကအခန်းစီကိုလာလဲတာကြောင့်ကောင်မလေးလဲတကားဖွင့်ပေးလိုက်ရပါတယ်။ကူချီတို့ကတော့အီဘိုတာရဲ့အခန်းထဲမှာစာအုပ်တွေသိမ်းမရှိတာကြောင့်မမဝယ်ပေးရမလားလို့မေးလိုက်ချိန်မှာတော့ကောင်မလေးလဲညင်းနေတော့တာပါ။ပြီးရနဲ့ချန်ဆန်းကရုပ်ရှင်အတူတူကြည့်ဖို့ခေါ်နေခဲ့ပြီးသူမကြိုက်တဲ့အမှုပညာရှင်နဲ့ဒရိုက်တာအကြောင်းတွေကိုပြပြနေခဲ့ပါတယ်။ဒါကြောင့်ကူချီတို့လည်းစာကေးတောက်လိုက်ရင်စကားပြောကြဖို့မေးနေခဲ့ပြီးသူမယူလာတဲ့ပလင်းကိုထုတ်ပြလိုက်ပါတယ်။တကယ်တော့အဲ့ဒီစာကေးကိုချန်ဆန်းကမတော့ဘူးတဲ့အတွက်အထူးအဆန်းဖြစ်နေခဲ့တာကြောင့်ကူချီတို့ကလည်းထူးခြားသွားအောင်ဂျင်းနဲ့ရောပေးလိုက်ပါတယ်။ပြီးရနဲ့၃ယောက်သားခွက်ချင်းတိုက်လိုက်ကြပြီးတောက်လိုက်ကြပေမဲ့ပီပိုတာရဲ့အတွေ့အထဲမှာတော့ကာမီနာရဲ့အဝတ်မပါတဲ့ပုံကိုတွေးမိသွားပါတယ်။တစ်ဖက်မှာတော့ကူချီတို့ကအီပိုတာကိုဇက်တိုက်ခေါ်နေခဲ့ပေမဲ့အီပိုတာကလုံးဝမကြားတော့ဘဲနဲ့ဇက်တိုက်တောက်နေခဲ့ပါတယ်။အီပိုတာတတိယလာချိန်မှာတော့တောက်ရတာကြိုက်တဲ့အကြောင်းတွေကိုပြောနေခဲ့ပြီးချန်ဆန်တော့ကူချီတို့တယောက်အလုပ်တင်လုပ်နေတဲ့ကုမ္ပဏီကဘယ်နားမှာလဲလို့မေးလာခဲ့ပါတယ်။အဲ့အပြင်ထပ်တောက်ချင်နေကြောင်းပြောလာချိန်မှာတော့အီဘိုတာလည်းသူမသိမ်းထားတဲ့ပလင်းကိုထုတ်ပေးလာခဲ့ပါတယ်။တကယ်တော့အဲ့ဒါကဝီစကီဖြစ်ပြီးတော့ကူချီတို့ကတော့တော်တော်လေးကိုကြိုက်နေတဲ့အတွက်ကာမာကောင်နဲ့ပါတွဲစားခြင်းကြောင်းပြောနေတော့တာပါ။အဲ့ဒီအချိန်အီဘိုတာကကူချီတို့အလုပ်လုပ်နေတဲ့ကုမ္ပဏီမှာအလုပ်တင်ဆင်းရင်ကောင်းမလားလို့ပြောမိသွားပါတယ်။ဒါကိုကြားတော့ကူချီတို့ကလည်းအယမ်းပျော်သွားခဲ့ပြီးအီဘိုတာကိုကြိုဆိုတဲ့အကြောင်းတွေပါပြောနေတော့တာပါ။ဒါပေမဲ့အီဘိုတာကကူချီတို့တယောက်ဘာလို့ပျော်နေလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ပြီးကူချီတို့ကတော့အီဘိုတာနဲ့အတူတူဆိုရင်ပြောဖို့ကောင်းမဲ့အကြောင်းပြပြလိုက်ပါတယ်။အီဘိုတာကတော့အလုံးလုံးတယ်ဆိုတာပြောဖို့ကောင်းတာလားလို့မေးနေခဲ့ပြီးချန်ဆန်းကတော့အီဘိုတာအတွက်ပြောစရာဆိုတာဘာလဲလို့မေးလာခဲ့ပါတယ်။နောက်ကျတော့ကောင်မလေးလည်းကြောင်သွားခဲ့ပြီးအရှက်တောက်ရင်ပြောစရာကောင်းတယ်လို့ပြောချလိုက်ပါတယ်။နောက်ပြီးကာမီနာနဲ့အတူတူအရက်တောက်တာကပြောစရာအကောင်းဆုံးပဲလို့ပြောချလိုက်ချိန်မှာတော့ကူချီတို့ကလည်းစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ပြီးရနဲ့အီဘိုတာလည်းတွိုက်လက်သွားဖို့အပြင်းထွက်သွားခဲ့ပါတယ်။အားလုံးကိုရိပ်မိနေတဲ့ချန်ဆန်းကတော့ကူချီတို့တယောက်မပြောတော့ဘူးဆိုတာသိနေတဲ့အတွက်အရက်ငှဲ့ပေးလိုက်ပါတယ်။နောက်ရက်မှာတော့ကာမီနာတို့နှစ်ယောက်သာအပြင်မှာဒိတ်ဖို့အတွက်ဆောင်လိုက်ကြပြီးအီဘိုတာကတော့ကာမီနာကသူမနဲ့အတူတူရှိနေရင်အရန်ပြောတာပဲလို့ပြောလိုက်ပါတယ်။နောက်ကျတော့ကာမီနာလည်းအယူလေးလို့ခေါ်လိုက်ပြီးနှစ်ယောက်သားကျယ်ရီကြည့်ဖို့အတွက်ထွက်လာခဲ့ကြပါတယ်။အဲချင်းတို့နဲ့အီဘိုတာတယောက်ကားမောင်းနေတော့ကာမီနာကမျက်နှာမကောင်းတဲ့အတွက်နေမကောင်းလားလို့မေးလိုက်ပါတယ်။ဒါကြောင့်ကာမီနာလည်းအဆင်ပြေတဲ့အကြောင်းကိုပြောနေခဲ့ပြီးအီဘိုတာကတော့ကာမီနာတယောက်ခရီးချောက်ပင်ပန်းနေတယ်လို့ထင်နေတော့တာပါ။နောက်ပြီးအီဘိုတာအတွက်လည်းကားမောင်းရတာအတော်ကြာနေပြီဖြစ်တဲ့အတွက်ပင်ပန်းနေကြောင်းပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်ကာမီနာရဲ့စိတ်ထဲမှာတော့အီဘိုတာအတွက်သူမကဘယ်လိုလူမျိုးလဲဆိုတာကိုတွေးနေခဲ့ပြီးထူးခြားတဲ့လူမျိုးဖြစ်စေချင်နေခဲ့တာပါ။အဲ့ဒီလိုနဲ့နှစ်ယောက်သားငှားထားတဲ့ဘန်ကလိုအိမ်လေးစီကိုရောက်လာခဲ့ကြပြီးရှောက်ကြည့်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်ကာမီနာကတော့ရဲစစ်တင်ဖို့အတွက်အရက်မှာဖို့ကြည့်နေခဲ့ပြီးအီဘိုတာကိုလည်းအတူတူတောက်ပေးဖို့ပြောလာခဲ့ပါတယ်။တစ်ဖက်မှာတော့ကူချီတို့ကချန်ဆန်းနဲ့နှစ်ယောက်သားကေးပဲရထားသွားစီးနေခဲ့ပါတယ်။လက်တိကအပြန်မှာတော့တောင်ထိပ်မှာအသားကင်သွားဆောင်လိုက်ကြပြီးချန်ဆန်းကဒီအချိန်ဆိုရင်ကာမီနာတို့လည်းညနေစာစားနေလောက်ပြီဖြစ်ကြောင်းပြောချလိုက်ပါတယ်။ဒါကိုကြားတော့ကူချီတို့ကလည်းအီဘိုတာကိုတတိယသွားပြီးမျက်ရည်တွေပါကျလာတော့တာပါ။တစ်ဖက်မှာတော့ကာမီနာတို့လည်းအသားတွေကင်နေခဲ့ပြီးအီဘိုတာကလည်းတချင်းတွေဖွင့်ကာစာကေးတွေပါထုတ်ချလိုက်ပါတယ်။ဒါပေမဲ့အတော့လွန်သွားတာကြောင့်အီဘိုတာကလည်းမှောက်သွားခဲ့ပြီးကာမီနာကတော့ရေစိမ်ပို့နေရာစီကိုသွားနှင်ခဲ့ပါတယ်။အဲ့ဒီအချိန်အီဘိုတာကလည်းရေစိမ်ပို့ရောက်လာခဲ့ပြီးကာမီနာကတော့အီဘိုတာကိုအခုချိန်ကားစားလို့သူမပြောမဲ့အရာတွေကိုသိချင်လားလို့မေးလိုက်ပါတယ်။ဒါကြောင့်အီဘိုတာလည်းသိချင်တယ်လို့ဖြေလိုက်ပြီးကျယ်ရီကိုငေးကြည့်နေရင်ပြန်ပြောလိုက်ပါတယ်။နောက်ပြီးအီဘိုတာကအရက်အတူတူတောက်တာကတငယ်ချင်းတွေကြားထဲမှာအမြဲတမ်းမဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်။ဒါကြောင့်ကာမီနာကိုတခြားတငယ်ချင်းတွေနဲ့တန်းတူမထားကျင်ကြောင်းပြောလိုက်ပြီးကာမီနာကိုတယောက်တည်းအပိုင်သိမ်းထားကျင်ကြောင်းပြောချလိုက်ပါပြီ။ဒါအောင်ကြောင့်ကာမီနာလည်းလန့်သွားခဲ့ပြီးနောက်ဆုံးမှာတော့သူမနဲ့ခန်းစားချက်ချင်းတူတူရှိနေတာကိုသိလိုက်ရတဲ့အတွက်မျက်ရည်တွေပါကျလာခဲ့ပါတယ်။
ဒီအချိန်မှာတော့ကာမီနာကသူမရင်ထဲကဖွင့်ပြောချင်နေတဲ့စကားဖြစ်တဲ့တငယ်ချင်းလောက်တာကိုရပ်လိုက်ကြမလားလို့ပြောလိုက်ရင်အနမ်းတွေဖလှယ်ခဲ့ကြပါတယ်။နောက်ရက်မှာတော့ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ကာမီနာတို့နှစ်ယောက်သားပကြီးပြပွဲစီကိုရောက်လာခဲ့ကြပြီးအဲ့ဒီအချိန်ပွဲထဲမှာဆန်ဆန်းတို့ကလည်းရှိနေခဲ့ပါတယ်။ဂူဂျီတို့ကတော့ပကြီးကားတစ်ချက်ကိုကြည့်နေခဲ့ပြီးတကယ်တော့သူမကပကြီးအကြောင်းတွေကိုလုံးဝနားမလည်ခဲ့ပါဘူး။ကူချီတို့ကအတိတ်မှာတုန်းကအမှုပညာကိုခန်းစားတတ်ဖို့အတွက်အမှုပညာနဲ့ပတ်သက်တဲ့မဂ္ဂဇင်းတွေဂျာနယ်တွေပတ်ပြီးတော့သင်ယူလေ့လာခဲ့ပူပါတယ်။ဒါပေမဲ့အမှုပညာကခန်းစားချက်ကိုဦးစားပေးလေးရှိတဲ့အတွက်နားလည်ဖို့စူးစမ်းခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ဒီတစ်ခါမှလည်းပကြီးပညာကိုနားလည်ခြင်းကြောင့်ပြောနေခဲ့ပြီးဆန်းဆန်းကတော့ကိုဖိအားမပေးဖို့ပြောလာခဲ့ပါတယ်။ပြီးတာနဲ့ဆန်ဆန်းလည်းတခြားဘက်ကိုသွားဖို့အတွက်ကူချီတို့ကိုလိုက်အောင်မလားလို့ခေါ်နေခဲ့ပြီးကူချီတို့ကလည်းသွားဖို့ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်ဘေးနားတနေရာမှာအီပိုတာကိုလှမ်းမြင်လိုက်တဲ့အတွက်ကူချီတို့လည်းဆန်ဆန်းကိုမလိုက်တော့ဖို့ပြောလိုက်ပါတယ်။ပြန်လှည့်ကြည့်လိုက်ချိန်မှာတော့အီပိုတာကမရှိတော့တဲ့အတွက်ကူချီတို့ကလည်းလိုက်ရှာနေခဲ့ရပြီးနောက်ဆုံးမှာတော့တွေ့သွားခဲ့ပါတယ်။အီပိုတာကတော့ပကြီးတွေကိုကြည့်နေခဲ့တာကြောင့်ကူချီတို့ကလည်းပျော်သွားခဲ့ပြီးနှောက်ဆက်ဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်ကာမီနာကရောက်လာခဲ့ပြီးအီပိုတာနဲ့အတူတူစကားတွေပြောနေခဲ့တာကြောင့်ဂူဂျီတို့ကလည်းကိုစိတ်ထိန်လိုက်ပြီးနောက်ဆုတ်ပေးလိုက်ပါတယ်။ဒီချိန်မှာတော့ဂူဂျီတို့ကအီပိုတာနဲ့ကာမီနာတို့နှစ်ယောက်သားပုံမှန်ထက်ရင်းနှီးနေတာကိုရိပ်မိသွားခဲ့ပါတယ်။အားကြောင့်သူမရဲ့စိတ်တွေလည်းပြိုလဲသွားခဲ့ပြီးဆန်ဆန်းကိုအရက်အတူတူလိုက်တောက်ပေးဖို့စားပို့လိုက်ပါတယ်။ပြီးတာနဲ့နှစ်ယောက်သားဆိုင်တဲကိုရောက်သွားခဲ့ကြပြီးဂူဂျီတို့ကချန်ဆန်းကိုကြိုက်နေတဲ့သူရှိလားလို့မေးချလိုက်ပါတယ်။ပြီးတာနဲ့ဝေတာစီမှာစာကီးတွေမှချလိုက်တော့ချန်ဆန်းကလည်းဘာပြောရမှန်းမသိပဲကြောင်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့နှစ်ယောက်သားတောက်လိုက်ကြပြီးချန်ဆန်းကတော့ပကြီးဆရာဗက်စစ်ဗန်ကိုကအရက်အတော်လေးကြိုက်ကြောင်ပြောနေခဲ့ပါတယ်။ဒါအောင်ကျတော့ကူချီကိုလည်းဗင်ဆင့်ဗန်ကိုနဲ့ပတ်သက်ရင်စတယ်ရီနိုက်ပကြီးကအကြောင်းကလွယ်လို့ဘာမှမသိကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်ချန်ဆန်းလည်းရုပ်ရှင်နဲ့ပတ်သက်တဲ့တခြားအကြောင်းအရာတွေကိုပြောလာခဲ့ပြီးဒီအချိန်မှာတော့ကူဂျီရိုရဲ့စိတ်တွေကလုံးဝပြိုလဲနေခဲ့ပါပြီ။ဒါကြောင့်ကူဂျီရိုလည်းသူမကကြောက်စရာကောင်းတဲ့ခံစားချက်တွေကိုရင်ဆိုင်နေရကြောင်းဖွင့်ပြောလိုက်ပါတယ်။ဒါကိုကြားတဲ့ဆန်ဆန်းကလည်းမှုန်တိုင်းထန်နေတဲ့ကူဂျီရိုရဲ့နှလုံးသားကိုငြိမ်သက်သွားအောင်သူမနဲ့အတူတူပင်လယ်ကိုသွားကြဖို့အကြံပေးလာခဲ့ပါတယ်။နောက်ရက်မှာတော့ကာမီနာကရီကာနဲ့အတူတူဆိုင်ထိုင်နေခဲ့ကြပြီးအဲ့အချိန်အာကိန်းကလည်းရောက်လာခဲ့ပါတယ်။ဒါကြောင့်ကာမီနာလည်းအာကိန်းတို့နဲ့အတူတူအပြင်သွားဖို့ခေါ်လိုက်ပေမဲ့ရီကာကစိတ်အလိုမကျတာကြောင့်မလိုက်ဘူးလို့ညှင်းချလိုက်ပါတယ်။ပြီးတာနဲ့အာကိန်းပတ်လှည့်ပြီးအရက်တော့အောင်မှဖြစ်လို့ထွက်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။ကာမီနာကတော့ရီကာတယောက်ဘာဖြစ်နေလဲဆိုတာမသိတဲ့အတွက်မေးနေခဲ့ပြီးတကယ်တော့ရီကာကတနေ့နေရာကိုသွားကျင်တဲ့အခါတိုင်းအကိန်းကမလိုက်ပေးနိုင်တဲ့အတွက်စိတ်ကောက်နေခဲ့တာပါ။ဒါကြောင့်ကာမီနာလည်းသူမနဲ့အတူတူသွားလို့ရကြောင်းပြောလိုက်ချိန်မှာတော့ရီကာလည်းပျော်သွားခဲ့ပါတယ်။နောက်ရက်မှာတော့ကျောင်းပိတ်ရက်တွေရောက်လာခဲ့ပြီးအီဘိုတာကအိမ်မပြန်တဲ့အတွက်ကာမီနာကလည်းအကြောင်းရင်းကိုသိချင်နေခဲ့ပါတယ်။တကယ်တော့ကောင်မလေးကချစ်သူလေးနဲ့ခွဲရမှာကြောက်နေတာဖြစ်ပြီးမိဘအိမ်ကိုဝေးလို့မပြန်တာဖြစ်ကြောင်းအကြောင်းပြချက်တွေပေးနေတော့တာပါ။ဒါကြောင့်ကာမီနာလည်းသူမလည်းအိမ်ကဝေးလို့မပြန်ဖြစ်တဲ့အကြောင်းပြောနေခဲ့ရင်ဇလန်းလေးကတခန့်ရသွားခဲ့ပါတယ်။အပိုင်း6ရက်စမှာတော့ချက်ဆန်းကကူဂျီရိုနဲ့ချိန်ကြားတဲ့နေရာကိုအရင်ရောက်နေခဲ့ပြီးကူဂျီရိုကလည်းနောက်ကျသွားတဲ့အတွက်တောင်းပန်နေခဲ့ပါတယ်။ဒါကြောင့်ချက်ဆန်းလည်းဆောင်းရတာပြောဖို့ကောင်းတယ်လို့ပြောလိုက်တော့ကမလေးလည်းရှက်ပြီးပြာရခတ်နေတော့တာပါ။ပြီးတာနဲ့ကူဂျီရိုလည်းဆေးလေးတောက်လိုက်ရင်သူမအရင်ကြိုက်တဲ့ရုပ်ရှင်တွေအကြောင်းကိုပြောနေခဲ့ပါတယ်။ဒါပေမဲ့ချက်ဆန်းကပြုံးကြီးနေတော့ကူဂျီရိုလည်းကြောင်နေခဲ့ပြီးအဲ့ဒီအချိန်ချက်ဆန်းကချစ်တယ်လို့ဖွင့်ပြောလိုက်ပါတယ်။နောက်ပြီးအခုလိုပျော်ရွှင်နေတဲ့ကူချီတို့ကိုချစ်မိနေပြီလို့ပြောချလိုက်ချိန်မှာတော့ကောင်မလေးလည်းစွန့်အားသွားခဲ့ပါတယ်။ပြီးတာနဲ့ကူချီတို့ကသူမကြိုက်တဲ့ရုပ်ရှင်တွေရဲ့ဒါရိုက်တာတွေတိုင်းကထိုင်ဝမ်ကဖြစ်ကြောင်းပြလိုက်ပါတယ်။ဒါကိုကြားတော့ချန်ဆန်းလည်းအဲ့ဒါဆိုရင်ကူချီတို့စီကအဖြေပြန်ရတယ်လို့သတ်မှတ်လိုက်လို့ရလားလို့မေးလိုက်ပါတယ်။တကယ်တော့ချန်ဆန်းကထိုင်ဝမ်ကပြောင်းလာတာဖြစ်တဲ့အတွက်ကူချီတို့ရဲ့အဖြေကသူမအတွက်တော့ဘယ်နည်းဖြစ်နေခဲ့ပါတယ်။ပြီးရနဲ့ကူချီတို့လည်းအဖြေကိုကြိုက်တယ်လို့သတ်မှတ်လို့ရကြောင်းပြောလိုက်တဲ့အတွက်နှစ်ယောက်လုံးကလည်းရှက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့စောင်းရသည့်အချင်းငတ်လေးနှစ်ကောင်ကစောင်းရသည့်အဝတ်တွေဝယ်ဖို့အတွက် shopping ထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကာမီနာကအီပိုတာကိုစောင်းရသည့်အတွက်ဘာတွေဝယ်မလဲလို့မေးနေခဲ့ပြီးတကယ်တော့ fashion အမြင်သိမ်းမရှိတဲ့အီပိုတာကဘာဝယ်ရမလဲဆိုတာလုံးဝသိမနေခဲ့ပါဘူး။ဒါကြောင့်ကာမီနာလည်းသူမကြိုက်တာတွေပဲလုံးမိနေရကြောင်းအတင်းဖိအားပေးသလိုဖြစ်နေလားလို့မေးလိုက်ပါတယ်
ဒါပေမဲ့အီဘိုတာကတော့ကာမီနာပြောရင်သူမှလည်းပြောတဲ့အတွက်အဆင်ပြေကြောင်းပြောနေတော့တာပါ။အဲဒီနောက်မှာတော့နှစ်ယောက်သားရေမွေးကောင်တာစီကိုရောက်သွားခဲ့ကြပြီးကာမီနာကတော့ရေမွေးဝယ်ဖို့မင်းနေခဲ့ပါတယ်။အီဘိုတာကတော့သူမရဲ့ကောင်မလေးကရေမွေးကြိုက်တဲ့မှန်အခုမှသိတာဖြစ်ပြီးအယောင်စရိတ်ကတော့ကာမီနာကိုဘာရေမွေးတွေကြိုက်လဲလို့မင်းနေခဲ့ပါတယ်။ဒါကြောင့်ကာမီနာလည်း Lazy Sunday Morning နဲ့ Whisper in the Library ကိုကြိုက်ကြောင်းပြောပြလိုက်ပါတယ်။ဒါအောင်ကျတော့အီဘိုတာလည်းဒီနေ့ဘာဆွတ်ထားလဲလို့မေးလိုက်တော့ကာမီနာကလျှို့ဝှက်ချက်လို့ပြန်ပြောလိုက်ပါတယ်။ဒါကြောင့်အီဘိုတာလည်းစိတ်ကောက်သွားခဲ့ပြီးကာမီနာကတော့မချော့တက်နဲ့စကားတွေလိုက်ပြောနေခဲ့ရပါတယ်။ပြီးရနဲ့အီဘိုတာလည်းရေမွေးဝယ်ခြင်းစိတ်တွေဖြစ်လာခဲ့ပေမဲ့ကိုယ်တိုင်ကဘာကြိုက်လဲဆိုတာမသိတဲ့အတွက်ရွေးရခက်နေခဲ့ပါတယ်။ဒါကြောင့်ကာမီနာလည်းသူမကိုလက်ဆောင်ပေးမယ်လို့သဘောထားပြီးရွေးလို့ရကြောင်းပြောလိုက်ချိန်မှာတော့အီဘိုတာလည်းဒပလင်းရွေးချယ်လိုက်ပါတယ်။နောက်ပြီးကာမီနာတကူလုံးကိုဒီအမွှေးနှံတွေနဲ့လွှမ်းခြုံထားပြီးဘေးနားမှာအတူတူရှိကျင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလိုပြောပြီးကမှသူမကိုယ်တိုင်လည်းရှက်နေခဲ့ပြီးကာမီနာကတော့တော်တော်လေးကိုပြောသွားခဲ့ပါတယ်။ကာမီနာလည်းကောင်မလေးရဲ့မာဖလာကိုပြင်ပေးလိုက်ပြီးမာဖလာမှာရေမွေးစွပ်ဖို့အကြံပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အီပိုတာလည်းအရန်သွားတော့ဖို့ပြောလာခဲ့ပြီးအရန်အကြောင်းပြောနေရင်အရန်ပျော်နေတဲ့ပုံပေါက်နေခဲ့ပါတယ်။ဒါကြောင့်ကာမီနာလည်းအကယ်၍အရက်တာမရှိတော့ရင်ဘယ်လိုနေမလဲနဲ့သူမအပေါ်ဘယ်လိုဆက်ဆံမလဲဆိုတာတွေးမိသွားပါတယ်။ဒီအချိန်မှာတော့ကာမီနာလည်းစိုးရိမ်စိတ်တွေဝင်လာခဲ့ပြီးဟီဘိုတာတယောက်သူမနဲ့ဖြတ်တန်းခဲ့တဲ့တနေ့တာလုံးကအရက်မရှိခဲ့ရင်ပျော်ရပါမလားလို့တွေးနေခဲ့ပါတယ်။နောက်ရက်မှာတော့ကာမီနာတယောက်စာအုပ်တွေဖတ်နေခဲ့ပြီးအဲ့ဒီအချိန်အာကိန်းကလည်းရောက်လာခဲ့ပါတယ်။အာကိန်းလည်းသူမဘာတွေဖတ်နေလဲဆိုတာသိချင်နေခဲ့ပြီးတကယ်တော့ကာမီနာကကိုယ့်ဘာကိုပြန်ဆန်းစစ်ဖို့အတွက်စာအုပ်ထဲကနေတဆင့်လေ့လာနေခဲ့တာပါ။ဒါအောင်ကျတော့အာကိန်းလည်းသူမလည်းကိုပြန်ဆန်းစစ်ဖူးတာမျိုးမရှိခဲ့ကြောင်းပြောပြလိုက်ပါတယ်။နောက်ပြီးကာမီနာကိုအပြင်မှာထွက်တော့ကြမလားလို့မေးလိုက်ပြီးနှစ်ယောက်သားဘီယာဆိုင်စီကိုထွက်လာခဲ့ကြပါတယ်။ကာမီနာကတော့မတောက်စဖူးဆေးရွက်ကြီးတွေပါတောက်နေခဲ့ပြီးအာကိန်းကတော့တချင်းကိစ္စနဲ့အတော်လေးညစ်နေခဲ့ပါတယ်။အာကိန်းလည်းကာမီနာတယောက်မလုံဖူးတာတွေလုပ်နေတဲ့အတွက်အသေးကွေးနေလားလို့မေးလိုက်တာကြောင့်ကာမီနာလည်းလန့်သွားခဲ့ပါတယ်။ပြီးရနဲ့အာကိန်းကသူမလည်းကြောင်းထွက်လိုက်ရင်ကောင်းမလားလို့ပြောချလိုက်တာကြောင့်ကာမီနာလည်းစွန့်အားသွားခဲ့ပါပြီ။တကယ်တော့အာကိန်းကဂီတာကိုအတော်လေးသဘောကျပေမဲ့ကျောင်းမှာခွဲခြားဆက်ဆံခံရတာတွေကြောင့်စိတ်တက်ကြနေခဲ့တာပါ။အကယ်၍ကျောင်းဆက်တက်လို့အမှုပညာပွဲရခဲ့ရင်လည်းဂီတာနဲ့ပတ်သက်တဲ့အလုပ်တွေဆက်လုပ်နေမိမှာကိုစိုးရိမ်နေခဲ့တာပါ။ဒါကိုကျတော့ကာမီနာလည်းဘာပြောရမလဲတောင်မသိတော့တဲ့အတွက်ကြောက်နေခဲ့ပြီးအာကိန်းကတော့ဆုံးဖြတ်ချက်ကိုတေချာချဖို့လုပ်နေတော့တာပါ။ဒါကြောင့်ကာမီနာလည်းအာကိန်းဘာလုပ်လို့အားပေးနေမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။နောက်ရက်မှာတော့ fashion ဆိုင်ပိုင်ရှင်ကကာမီနာကိုဖုန်းဆက်ပြီးသူမမှာထားတဲ့နက်ကတ်လေးကိုဆိုင်ဝန်တန်းကမှားရောက်လိုက်ကြောင်းဖုန်းဆက်လာခဲ့ပါတယ်။ဒါအောင်ကျတော့ကာမီနာလည်းအီပိုတာနဲ့စင်တူဝယ်ပို့လုပ်ထားတဲ့နက်ကတ်လေးကမရနိုင်တော့ကြောင်းကိုသိသွားခဲ့ပါတယ်။နောက်ရက်မှာတော့အီပိုတာတို့အားလုံးရုပ်ပွေးစီးဖို့အတွက်ဘူရာယုံကိုအစောကြီးရောက်လာခဲ့ကြပေမဲ့အဲ့ဒီမှာတော့ဘယ်သူမှရှိမနေခဲ့ပါဘူး။ဒါကြောင့်အီပိုတာလည်းတွိုက်လက်သွားဖို့လုပ်နေတုန်းချန်ဆန်းကလည်းလိုက်သွားခဲ့ပါတယ်။အီပိုတာကတော့စာကေးရုံးတဲ့နေရာကိုပြလိုက်တာကြောင့်ချန်ဆန်းလည်းအဆောင်မှုကပူပေါင်းတက်တဲ့သူမဟုတ်ဘူးလို့ပြောချလိုက်ပါတယ်။တစ်ဖက်မှာတော့ကာမီနာတို့ကအယုတ်ကောက်တဲ့ဆက်ကိုစော့နေခဲ့ကြပြီးအဲ့ဒီအချိန်ဘူတာယုံကဖွင့်လာခဲ့ပါတယ်။ဒါကြောင့်အားလုံးလည်းတက်သွားလိုက်ကြပြီးအပေါ်စီးကနေမြင်ရတဲ့အလှအပကိုခန်းစားလိုက်ကြပါတယ်။အာကိန်းတို့ကတော့အဝေးကြီးမှန်ပြောင်းနဲ့အလုပ်ဖြစ်နေခဲ့ပြီးတစ်ဖက်ကကူချီတို့ကတော့တောင်ထိပ်ကအေးတွေကိုမခန်းစားနိုင်တော့ပါဘူး။တောင်တီးရဲ့ချန်ဆန်းကသူ့မလက်ကိုတွဲထားရင်နှွေးသွားမှဖြစ်ကြောင်းပြောလိုက်တာကြောင့်ကူချီတို့လည်းရှက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းကာမီနာကလက်တွေအေးနေတာကြောင့်အီဘိုတာလည်းချမ်းနေလာလို့မေးလိုက်ပါတယ်။ဒါပေမဲ့စိတ်ကောက်ချင်တယ်လို့ဖြစ်နေတဲ့ကာမီနာကစောင်းတွဲဆိုရင်အထီးကျန်တယ်လို့အထာလေးနဲ့ပြောလိုက်ပါတယ်။ဒါကြောင့်အီဘိုတာလည်းသူမဝတ်ထားတဲ့အနှွေးတွေကိုချွတ်ပေးဖို့ပြောလိုက်ချိန်မှာတော့ကာမီနာလည်းအီဘိုတာအေးဝါမှာစိုးရိမ်တဲ့အတွက်မယူခဲ့ပါဘူး။ဒါကြောင့်အီဘိုတာလည်းအရက်တောက်ကြမလားလို့မင်းနေခဲ့ပြီးအသက်ယူလာတဲ့ဇီးသီးဝိုင်ကိုထုတ်ပေးလိုက်ပါတယ်။ဒီအချိန်မှာတော့ကာမီနာကဝိုင်ကိုနင်းလိုက်တဲ့အတွက်အီဘိုတာလည်းအတော်လေးအံ့ဩသွားခဲ့ပါတယ်။နောက်ရက်မှာတော့စောင်းဦးလယ်ပွဲတော်ကိုရောက်လာမှဖြစ်တဲ့အတွက်ထိုင်ဝမ်ကလာတဲ့ချန်ဆန်အတွက်အသေးစမ်းဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကိုချီနိုကစားအုပ်ဆိုင်ကိုအတူသွားဖို့ခေါ်လာတဲ့အတွက်နှစ်ယောက်သားလည်းစားအုပ်ဆိုင်စီရောက်သွားခဲ့ကြပါတယ်။အသေးစမ်းတွေအမြဲကြိုက်တတ်တဲ့ချန်ဆန်ကတော့ကိုချီတို့ကိုလက်ဆောင်အနေနဲ့စားအုပ်တွေအလဲလှယ်လုပ်ဖို့အကြံပေးလာခဲ့ပါတယ်
ဒါကြောင့်ကိုကြီးတို့လည်းဘာပေးရမလဲဆိုတာမသိတော့တာကြောင့်အတော်လေးကိုခေါင်းစားနေတော့တာပါ။အဲ့ဒီလိုနဲ့စာအုပ်လဲမဲ့အချိန်ကိုရောက်လာခဲ့ပြီးချန်ဆန်းကတော့သူမယူလာတဲ့စာအုပ်တွေကိုပြနေခဲ့ပါတယ်။တကယ်တော့ချန်ဆန်းကဂျပန်တွေအကြောင်းကိုသိမသိတာကြောင့်ကြပြစာအုပ်တွေယူလာတာဖြစ်ပြီးကိုကြီးတို့လည်းသူမယူလာတာတွေကိုထုတ်ပြလိုက်ပါတယ်။ကိုချီရိုကတော့သူမကဘာပေးရမလဲဆိုတာမသိအားကြောင့်သူမအကြိုက်ဆုံးရုပ်ရှင်ကားတွေတဲကဓာတ်ပုံတွေကိုထုတ်ပြီးဓာတ်ပုံစာအုပ်လှုပ်ထားခဲ့တာပါ။အကယ်၍ချန်ဆန်းကသာထိုင်ဝမ်ပြန်သွားခဲ့မယ်ဆိုရင်ဒီပုံလေးတွေရဲ့နောက်ဖက်မှာစာလေးတွေရေးပြီးသူမစီကိုပို့ပေးဖို့တောင်းဆိုနေခဲ့တာပါ။ဒါအောင်ကြောင့်ချန်ဆန်းလည်းအံ့ဩသွားခဲ့ပြီးကိုချီရိုရဲ့ idea ကိုအတော်လေးလည်းသဘောကျသွားခဲ့ပါတယ်။နောက်ရက်မှာတော့အပြင်ဘက်မှာနှင်းတွေကျနေတဲ့အတွက်ကာမီနာလည်းစိတ်ညစ်နေခဲ့ပြီးအီဘိုတာကတော့သူမကိုလက်တွဲသွားဖို့ပြောလာခဲ့ပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားလည်းပိုရှုကွန်းကိုရောက်လာခဲ့ကြပြီးတကယ်တော့အဲ့ဒီဆိုင်ကဒေတာထွက်စာကိအမျိုးမျိုးကိုရောင်းတဲ့နေရာဖြစ်နေခဲ့ရပါ။နောက်ပြီးအဲ့ဒီနေရာမှာစာကိရေချိုးကန်တောင်ရှိရဲ့အတွက်အီဘိုတာတယောက်အပျော်ကြီးကိုပျော်နေခဲ့ပါတယ်။ကာမီနာကတော့အပျော်ကြီးပျော်နေတဲ့အီဘိုတာကိုကြည့်ပြီးအရက်ကြောက်ပျော်တာလားသူမကြောက်ပျော်တာလားဆိုတာကိုဝေခွဲမရဖြစ်နေတော့တာပါ။ဒါပေမဲ့ကာမီနာကတော့သူမရဲ့ကောင်မလေးကပြောနေတဲ့အတွက်သူမလည်းပျော်ပျော်နေဖို့ဆုံးဖြတ်လိုက်ပြီးနှစ်ယောက်သားဆိုင်မှာရှိတဲ့စာကိတွေကိုလိုက်မြင်းနေခဲ့ပါတယ်။အချင်းညမှာတော့နှစ်ယောက်သားစာကိတွေကြောင့်ရီဝေဖြစ်နေခဲ့ကြပြီးကာမီနာကတော့အနာဂတ်မှာအီဘိုတာနဲ့နှစ်ယောက်တည်းအတူတူနေကျင်တယ်လို့ပြောလာခဲ့ပါတယ်။ဒီအချိန်မှာတော့အီဘိုတာလည်းသူမယူလာတဲ့လက်ဆောင်ကိုဖွင့်ပြလိုက်ပြီးဘာမှမလုပ်ခင်အရင်ဆုံးနားကိုဖောက်ပေးဖို့ပြောလာခဲ့ပါတယ်။ဒါအောင်ကျတော့ကာမီနာလည်းလှမ်းဖက်လိုက်ကအချင်းညာလေးကိုနှစ်ယောက်အတူတူကုံဆုံးရင်းဇလန်းလေးကပြီးတော့ခဲ့ပါတယ်